လောကရန်တရားတော်တဲ့ဦးဇင်းတို့ဒုတိယလောကဓမ္မသုတ်တံကိုအခြေခံပြီးတော့ဟောကြားအပ်သောတရားပေါ့ဒီလောကဓာတ်ဆိုတဲ့စကားလုံးဟာလောကဓမ္မဆိုတဲ့မြတ်စွာဘုရားဟောထားတဲ့ပါဠိစကားလုံးကနေဆင်းသက်လာတဲ့စကားပါလောကဓမ္မကနေလောကဓာတ်လို့ဖြစ်သွားတာပေါ့အဲ့တော့လောကဓမ္မဆိုတဲ့နေရာမှာလောကကတပုတ်ဓမ္မကတပုတ်လောကဆိုတာကဥရှင်တို့တတ္တလောကသင်္ခါရလောကဩကာသလောကလို့လောက၃ပါးရှိတယ်ဆိုတာပေသက်ပေါင်းသူတော်ကောင်းတို့ကြားဖို့ပြီးသားနော်ဒီနေရာမှာဥရှင်တို့လောကဆိုတာသင်္ခါရလောကကိုရည်ရွယ်ပြောတာလည်းမဟုတ်ဘူးတတ္တဝါတွေနေထိုင်ရာဘုံဌာနဖြစ်တဲ့ဩကာသလောကကိုရည်ရွယ်ပြောတာမဟုတ်တတ္တဝါတွေဒီဟူသောတတ္တလောကကိုရည်ရွယ်ပြီးတော့ပြောတာအဲ့တော့ဦးဇင်းတို့တတ္တဝါတွေဒီပင်လည်းတကယ်တမ်းကတော့လောကပဲလူတဦးတယောက်ဒီလောကတစ်ခုပဲတတ္တဝါတဦးတယောက်တကောင်ဒီဒါလောကတစ်ခုပဲအဲ့ဒါလို့တတ္တဝါတွေဒီဟူသောလောကမှာဓမ္မဖြစ်လေဖြစ်ထရှိတဲ့တရားပေါ့ဒီနေရာဖြင့်တတ္တဝါတွေဘလို့မှရှောင်မရလွှဲမရတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်သဘောတရားများလို့အဓိပ္ပာယ်ရတယ်လောကရန်တရားတဲ့ဦးဇင်းတို့မြန်မာအဘိဓမ္မာတော့လောကတွင်ဖြစ်လေဖြစ်ထရှိသောသဘောတရားများလို့လောကရန်တရားကိုအဲ့ဒါလိုအဓိပ္ပာယ်ဖွင့်တယ်နော်အဲ့ဒီတော့ဦးဇင်းတို့လောကဓမ္မတတ္တလောကဒီဟူသောတတ္တဝါတို့ဤတန်တမှာရှောင်မရလွှဲမရတွေ့ကိုတွေ့ကြရမယ်ကြုံကိုကြုံကြရမယ်သဘောတရားများလို့အဓိပ္ပာယ်ရတယ်လောကရန်တရားတဲ့အဲ့ဒီလောကရန်တရားကဗေဒပေါင်းသူတော်ကောင်းတို့အလုံးသိကြပြီးသားဖြစ်တဲ့အတိုင်း8မျိုးရှိတယ်ပေါ့လာဘောအလာဘောယတောအာယတောနေနာပတန္တာဒုက္ခဒုက္ခဆိုပြီးတော့၄တွဲ8မျိုးပေါ့နော်အဲ့ဒီမှာလာဘောနဲ့အလာဘောကတတွဲပေါ့လာဘောဆိုတာလာဘလက်လာဘရခြင်းပစ္စည်းဥစ္စာတွေပြည့်စုံခြင်းကိုလိုချင်တဲ့အသုံးအဆောင်အစရှိတဲ့ကိုယ့်ရဲ့စိတ်တိုင်းကြပစ္စည်းဥစ္စာတို့ဖြင့်ပြည့်စုံခြင်းဒါလာဘပေါ့အလာဘဆိုတာကတော့အဲ့ဒီလာဘနဲ့ဆန့်ကျင်ဘက်ပစ္စည်းဥစ္စာမပြည့်စုံခြင်းရတော့လည်းပဲဆုံးရှုံးပျက်စီးသွားခြင်းအစရှိတဲ့မပြည့်မစုံဆုံးရှုံးပျက်စီးမှုတွေကိုဒါအလာဘလို့နားလည်ရမှာပေါ့နော်နောက်ပြီးတော့ယတောအယတောယတဆိုတာအချွေအယံနော်အချွေအယံနဲ့ပြည့်စုံတဲ့အပေါင်းဖော်နဲ့ပြည့်စုံတဲ့နော်အိမ်တော်ဘက်ကိုရတယ်သားသမီးကိုရတယ်မိတ်ဆွေအပေါင်းအသင်းကိုရတယ်ချစ်ရခင်ရတဲ့ပုဂ္ဂိုလ်တွေကိုရတယ်ဒါယတအယတဆိုတာကတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ကိုမှချင်းမဲ့ခင်မဲ့လူမရှိဘူးကိုမှအပေါင်းအသင်းမရှိဘူးရှိရင်လည်းဆုံးရှုံးသွားတယ်ပျက်စီးသွားတယ်အဲ့ဒါပါလေအာယတဟောနော်၄မျိုးရှိပြီနော်လာဘောအလာဘောယတောအာယတောနေနာပတန္တာနေနာဆိုတာကကဲ့ရဲ့ခံရတာကိုယ့်အကြောင်းအကောင်းအပြောမခံရတာပေါ့ပဝန်းကျင်ကကိုယ့်ကိုအကောင်းမမြင်နိုင်မဲနဲ့ကိုယ့်အကြောင်းမကောင်းပြောကြတာအဲ့ဒါနေနာပတန္တာဆိုတာကကိုယ့်အကြောင်းကိုအကောင်းပြောကြတာချီးမွမ်းကြတာကိုယ့်ကိုအကောင်းထင်ကြတာကိုယ့်ရဲ့ကောင်းမြတ်တဲ့ကြော်စောသံတွေထွက်တာအဲ့ဒါဘာလို့ပတန္တာချီးမွမ်းခြင်းကဲ့ရဲ့ခြင်းပေါ့နော်သူတို့ကတတွဲနောက်ပြီးတော့ဒုက္ခဒုက္ခဆိုတဲ့အတွေ့တတွဲသူကတော့လောကရန်တရားတွေထဲမှာအရာအကျယ်ဆုံးလောကရန်ပေါ့ဒုက္ခဆိုတာကကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းဆိုတာကလည်းပဲနေပေအခြေကြီးပဲစိတ်ဤချမ်းသာခြင်းဆိုတာကလည်းနေပေအခြေကြီးပဲနော်နောက်ပြီးတော့ဒုက္ခဒုက္ခဆိုတာကကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဟုတ်ရလားအေးအဲ့ဒါလို့လောကမှာရှိကြတဲ့တတ္တဝါတွေရှောင်မရလွှဲမရတွေ့ကြုံကြရမယ်လောကရန်တရားဟာ၈ပါးရှိတယ်တဲ့အဲ့ဒီလောကရန်တရား၈ပါးတွေနဲ့တတ္တဝါတွေနဲ့ဟာဘလို့နေကြလဲဆိုတော့မြတ်စွာဘုရားဟောထားပုံလေးသဘောကျတဲ့အလွန်ကောင်းတယ်မြတ်စွာဘုရားဘလို့ဟောထားတုံးဆိုတော့အဋ္ဌိမေဘိက္ခဝေလောကဓမ္မာလောကအနုပရိဝတ္တန္တိတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘိက္ခဝေယဟန်တော်တို့တဲ့ဣမေအဋ္ဌလောကဓမ္မာဟောဒီလောကရန်တရား၈ပါးတို့ဟာလောကံတတ္တဝါတွေဒီဟုသောလောကသို့အနုပရိဝတ္တန္တိအစဉ်လိုက်ပြီးတော့နေတယ်တဲ့
လောကရန်တရား၈ပါးကတတ္တဝါတွေရဲ့နောက်ကိုအစဉ်အမြဲတမ်းလိုက်နေတယ်တဲ့ဒါကိုမဟာစီဆိုကြီးကတော့ဥပမာလေးနဲ့ပြောတယ်နေပူတဲ့ကိုထွက်တဲ့အခါမှာကိုယ့်ရဲ့အရေးဟာကိုယ့်ရဲ့နောက်ကိုအစဉ်လိုက်နေတယ်လို့ပဲတဲ့မင်းတို့နေရစ်လို့ပြောလို့မရဘူးအဲ့ဒါလို့အကောင်းအဆိုးလောကရန်အကောင်း၄ပါးအဆိုး၄ပါးဆိုတဲ့လောကရန်တရား၈ပါးဟာတတ္တဝါတွေရဲ့နောက်ကိုဘာလုပ်နေတယ်အစဉ်လိုက်နေတယ်တဲ့အဲ့ဒါဥစဉ်ကတွေးကြည့်တယ်လိုက်မှာပေါ့လို့လိုက်အောင်လှုပ်ထားတာကိုလို့နောက်တရားဓမ္မတို့ဥစဉ်တို့အတိတ်ကာလအတိတ်ဘဝဆိုတာတွေမရှိခဲ့ဘူးလားဗျာရှိခဲ့တယ်နော်။အတိတ်ဘဝဆိုတာအတာထားပါအောင်တော့အခုဒီဘဝမှာကိုပဲမနေတုန်းကအရင်လာတုန်းကအရင်နှစ်တုန်းကအတိတ်ကာလတွေမရှိခဲ့ဘူးလားရှိခဲ့တယ်။အဲ့ဒီအတိတ်ကာလအရင်ဘဝတုန်းကအရင်ဘဝတုန်းကအတိတ်ဘဝဟုတ်လား။အဲ့ဒီအတိတ်ကာလအတိတ်ဘဝများစွာကကောင်းတာတွေလည်းလုပ်ခဲ့တယ်။မကောင်းတာတွေလည်းလုပ်ခဲ့တယ်။အဲ့ဒါလိုပဲကောင်းတာတွေလည်းပြောခဲ့တယ်မကောင်းတာတွေလည်းပြောခဲ့တယ်ကောင်းတာတွေလည်းတွေးခဲ့တယ်မကောင်းတာတွေလည်းတွေးခဲ့တယ်အဲ့ဒါလိုအကောင်းအဆိုးအမျိုးမျိုးသောအလုပ်အပြောအတွေးတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာထင်မိထင်ရာမြင်မိမြင်ရာလုပ်ခဲ့တယ်ပြောခဲ့တယ်တွေးခဲ့တယ်ဒါဘယ်လိုမှမငြင်းနိုင်ဟုတ်လားအဲ့ဒီကံတရားတွေကိုပြုခဲ့တဲ့အတွက်ကြောင့်ကောင်းတဲ့ကံတွေကလည်းပဲကောင်းတာလုပ်ခဲ့တဲ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့နောက်ကိုအကျိုးပေးမယ်ဆိုပြီးတော့သူတို့ကလည်းလိုက်နေတာမကောင်းတဲ့ကံတွေကလည်းပဲမုတ်ဆိုးရဲ့ခွေးကသားကောင်ရဲ့နောက်ကိုလိုက်တယ်လို့မျိုးသူတို့ကလည်းမှီတဲ့နေရာမှာအကျိုးပေးမယ်ဆိုပြီးတော့လိုက်နေတာကောင်းတာတွေပြုခဲ့တော့ကောင်းတဲ့လောကဓာတ်တွေတွေ့ရမှာပေါ့ဗျာမကောင်းတာတွေပြုခဲ့သေးတာဆိုတော့လေမကောင်းတာတွေလည်းတွေ့ရအောင်ပါပဲဟုတ်ရဲ့လားအဲ့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့နောက်ကိုလောကဓာတ်တရား၈ပါးဟာမျက်ခြေမပြတ်အမြဲတမ်းလိုက်နေတယ်တဲ့ဟုတ်လားလောကဓာတ်တရားကကိုယ်နောက်လိုက်တာပေါ့ဒါတွေမကဘူးတဲ့မြတ်စွာဘုရားကလောကောသအဋ္ဌလောကဓမ္မေအနုပရိဝတ္တန္တိတဲ့လောကောသတတ္တဝါတွေဒီဟုသောလောကကြီးကလည်းပဲအဋ္ဌလောကဓမ္မလောကဓာတ်တရား၈ပါးရဲ့နောက်ကိုအနုပရိဝတ္တိလိုက်နေတာပဲတဲ့ဟောလောကဓာတ်တရားတွေကမှတတ္တဝါတွေရဲ့နောက်ကိုလိုက်တာမဟုတ်တတ္တဝါတွေကလည်းလောကဓာတ်တရားနောက်ကိုလိုက်နေတယ်မတွေ့အောင်ရှားနေသလိုမျိုးဟုတ်လားအခုဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့အခုထိုင်ရင်းနဲ့ဘာလုပ်နေတော့တရားနာနေတယ်ပေါ့ဒါအလုပ်တစ်ခုလုပ်နေတာနော်အဲ့ဒီလိုလုပ်တော့ဘာဖြစ်တော့စိတ်နှလုံးအေးချမ်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုရတယ်အဲ့ဒါဒီပင်နဲ့ဒါလောကဓာတ်တရားကိုတွေ့တာပဲဒုက္ခဆိုတဲ့လောကဓာတ်တွေ့တယ်လို့မဆိုနိုင်ဘူးလားတခါတရံကြတော့လည်းပဲစိတ်ယူတွေပေါက်ပြီးတော့ဘော့ပေါက်ပြီးတော့တွေးမိတွေးရတွေးပြောမိပြောရပြောပြီးတော့လှုပ်ကြတာမရှိဘူးလားရှိတယ်အဲ့ဒါလိုလှုပ်တော့လဲစိတ်တွေပူလောင်ပြီးတော့ဆင်းရဲရောအဲ့တော့တရားဓမ္မတို့ကိုရှင်တို့ကိုယ်တိုင်ကခုပစ္စကအခိုက်အတန့်မှာကိုအမျိုးမျိုးသောကာယကံဝစီကံမနောကံတို့ဖြင့်ကောင်းမကောင်းတောင်းပြောင်းထွေလာကံတရားတွေကိုလုပ်မနေဘူးလားအဲ့ဒါလိုလုံနေခြင်းဒီပင်လည်းလောကဓာတ်တရားကိုမတွေ့အောင်ရှားနေရရောက်တယ်။ဒါကြောင့်တချို့သောလောကဓာတ်တွေကမတွေ့အောင်လုပ်လို့ရတယ်။တချို့ဟာကိုယ့်အကိုအသုံးမကျလို့ကိုအဲ့ဒီလောကဓာတ်နဲ့တွေ့ရတာ။နော်တချို့လောကဓာတ်တွေကရှောင်လို့မရ။တချို့လောကဓာတ်တွေကရှောင်လို့ရတယ်။ရှောင်လို့မရဘူးဆိုတာကဘာကိုရည်ရွယ်ပြောတာတော့အတိတ်ကာလအတိတ်ဘဝကပြုခဲ့တဲ့အကျိုးရလဒ်ကိုတော့ရှောင်လို့မရနိုင်ဘူး။ဟုတ်ရဲ့လား။ဒါပေမဲ့အနာဂတ်ကာလမှာအခုလောလောဆယ်ကိုပြစ္ဆုတ်ပံလို့ရမှားမှုကြောင့်ဖြစ်မဲ့ဆိုးရတဲ့လောကဓာတ်တွေကိုတော့ရှောင်လို့ရတယ်ဟုတ်တယ်မို့လားကျမကြီးလိုက်စားမယ်ဆိုရင်ကျမကြီးဆိုးရခြင်းဆိုတဲ့ဒုက္ခလောကဓာတ်ကိုရှောင်လို့ရတာပေါ့ဟုတ်တယ်မို့လားကျမကြီးမလိုက်စားဘူးကွာတောက်စားစားပဲဖြစ်တယ်လို့ပဲနေမယ်ဖြစ်တယ်လို့ပဲလုပ်မယ်အဲ့ဒါလို့နေရင်တော့ဆိုရတဲ့လောကဓာတ်တွေတွေ့ရမှာပဲဒါချက်ထွင်ပြီးတော့စဉ်းစားတော့အဲ့ဒါလိုပဲကိုယ့်ရဲ့လုပ်ရက်တွေမှန်ရင်ကောင်းတဲ့လောကဓာတ်တွေတွေ့ရကိုယ့်ရဲ့လုပ်ရက်တွေမှားရင်မကောင်းတဲ့လောကဓာတ်တွေတွေ့ရမယ်အဲ့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့တွေကလည်းအငြိမ်မနေတဲ့အနေအထားမှာရှိတယ်လောကဓာတ်တရားကိုမတွေ့အောင်ရှားနေတယ်ဒီနေရာဖြင့်မြတ်စွာဘုရားရဲ့အသုံးနှုန်းနဲ့ပြောရရင်တော့လောကဓာတ်တရားတွေရဲ့နောက်ကိုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေဒီဟူသောတတ္တလောကကြီးကအမြဲလိုက်နေတယ်တဲ့လောကဓာတ်တရားကလည်းတတ္တဝါတွေနောက်ကိုလိုက်တယ်တတ္တဝါတွေကလည်းလောကဓာတ်တရားရဲ့နောက်ကိုလိုက်တယ်သူလိုက်ကိုလိုက်သူရှာကိုရှာဆိုတော့တွေ့မှတွေ့ပါမလားလို့တန်တရားမဝင်တဲ့တေချာပေါက်တွေ့မှာဟုတ်တယ်မဟုတ်လား
တွေ့လာပြီဆိုတော့မှစိန်ခေါ်ပြီးမှတော့ဘွာမခတ်တော့နဲ့မရဘူးနော်ဒကာဓမ္မတို့ဦးဇင်းတို့မတွေ့အောင်ရှားထားတာမတွေ့အောင်လိုက်ထားတာဟုတ်ရလားအဲ့ဒါလိုအခါမျိုးတွေ့လာပြီကျုံလာပြီဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့လောကဓာတ်တရားတွေကိုတွေ့ကြပုံချင်းကတော့တတ္တဝါတွေဟာအကောင်းအဆိုးဘယ်သူဖြစ်တွေ့ကြတာပါပဲသူတော်ကောင်းတွေလည်းဒီလောကဓာတ်တရား၈ပါးတွေ့လူယုံမှာဆိုတဲ့ပုဂ္ဂိုလ်တွေလည်းဒီလောကဓာတ်တရား၈ပါးတွေ့တယ်ဒါပေမဲ့တွေ့ကြတာချင်းတူပေမဲ့လို့ရင်ဆိုင်ပုံရင်ဆိုင်နည်းကတော့မတူကြဘူးများသောအားဖြင့်တော့ဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတွေဟာလောကဓာတ်တရားတွေနဲ့တွေ့လာရင်ဘလို့ရင်ဆိုင်ကြတော့ဘလို့ရင်ဆိုင်ခဲ့ကြတော့နော်အခုဘလို့ရင်ဆိုင်နေတော့နောက်မှဘလို့ရင်ဆိုင်ကြအောင်မှာတော့များသောအားဖြင့်တော့လောကဓာတ်တရားတွေနဲ့တွေ့လာရင်တတ္တဝါအများစုရင်ဆိုင်ပုံရင်ဆိုင်နည်းကတော့မာစီဆိုကြီးဆောင်ပုဒ်ကလေးရေးထားတာရှိတယ်လက်ချွေရန်ရချီးမွမ်းညဒုက္ခဝန္တာမြေတဲ့လက်တွေရပြီပြည့်စုံပြီကိုလိုချင်တာလေးရပြီလာဘပေါ့နော်နောက်အချွေရန်လေးရှိပြီယတပေါ့နော်ချီးမွမ်းကြပတန်တာဟုတ်လားဒုက္ခလက်ချွေရန်ရချီးမွမ်းညဒုက္ခဝန္တာမြေတဲ့ဟုတ်လားအဲ့ဒီအကောင်လောကဓာတ်တရား၄ပါးနဲ့တွေ့ရင်တတ္တဝါတွေဒီဟူသောလောကကြီးကဘာဖြစ်တော့ဝမ်းသာတယ်ပျော်တယ်လူချင်းမမောမှုနဲ့ရစ်မှုတယ်ဒါအများစုကဒီတိုင်းတုံ့ပြန်နေတာလောကဓာတ်တရားနဲ့တွေ့ရင်ဒီတိုင်းရင်ဆိုင်နေတာကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်အလိုဆန္ဒနဲ့ရစ်မှုပျော်ရွှင်ပြီးတော့ရင်ဆိုင်ပြလိုက်တယ်နော်ထိုလေးမျိုးမှပြောင်းပြန်ကြလောကဝန္နေမြေတဲ့ဟောအဲ့ဒီကောင်းတဲ့လောကဓာတ်တရား၄မျိုးကနေပြောင်းပြန်ဖြစ်တဲ့အလာဘမရတော့ဘူးသို့မဟုတ်ရပြီးပျက်စီးသွားတဲ့အခါမျိုးနောက်အာယတအချွေရနေမရှိတော့ဘူးရှိတော့လည်းပဲပျက်စီးသွားတဲ့အခါမျိုးဟုတ်လားပြီးတော့ဗာလေနေနာကဲရတဲ့ဒုက္ခဆင်းရဲတဲ့အဲ့ဒီမကောင်းတဲ့လောကဓာတ်တွေတွေ့ပြီဆိုရင်တော့လောကကြီးကဘာဖြစ်နေတော့ဝမ်းနေတယ်တဲ့ဆန့်ကျင်တယ်ကန့်ကွက်တယ်စိတ်တူတယ်စိတ်ပြက်တယ်အဲ့ဒီနည်းနဲ့ရင်ဆိုင်တယ်နော်ကောင်းတာနဲ့တွေ့တော့ပျော်ရွှင်တယ်မကောင်းတာနဲ့တွေ့တော့ဝမ်းနေတယ်ထိုလေးမျိုးမှပြောင်းပြန်ကြလောကဝမ်းနေမြဲလောကဓမ္မရှောင်မရမုတ်ချတွေ့စမြဲတဲ့ဓမ္မစီဆိုကြီးရေးထားတာအဲ့ဒီတော့အဲ့ဒီနီးနဲ့လောကဓာတ်တရားတွေကိုရင်ဆိုင်တာကတော့မကောင်းဘူးလို့ပဲပြောရနော်ကောင်းတာနဲ့တွေ့ရင်ဝမ်းသာတယ်မကောင်းတာနဲ့တွေ့ရင်တော့စိတ်ပြည့်တယ်ဝမ်းနေတယ်ဒီသမယိုးကြနီးကြီးနဲ့လောကဓာတ်တရားကိုရင်ဆိုင်တာကတော့ဒကာဓမ္မတို့ဥရှင်တို့မကောင်းဘူးဟုတ်လားဒါကြောင့်တို့ဟာကောင်းသောနီးဖြင့်လောကဓာတ်တရားတွေကိုရင်ဆိုင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒါဒီတရားကိုဆက်ပြီးတော့နာရမယ်ဒီတဲကဒါနီလန်းနေရမှာပေါ့ဟုတ်လားအဲ့တော့ဥရှင်တို့လောကဓာတ်တရားနဲ့တွေ့လာတဲ့အခါမှာဒီပုံနဲ့ရင်ဆိုင်တာဘာကြောင့်မကောင်းတယ်လဲဆိုတာကိုနောက်ပိုင်းကျတော့အဖြေပါပါလိမ့်မယ်နော်ကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာတဲ့သဘောလောဘနဲ့ရင်မှုပြီးတော့ရင်ဆိုင်တာဘာကြောင့်မကောင်းတယ်လဲနော်မကောင်းတဲ့လောကဓာတ်နဲ့တွေ့လာတဲ့အခါမှာစိတ်ပြည့်ဝမ်းနဲ့စိတ်တို့ပြီးတော့ရင်ဆိုင်တာဟာဘာကြောင့်မကောင်းတယ်လဲအဲ့ဒါပြီးတော့အဖြေပါလာမယ်နော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာလောလောဆယ်ပြောချင်တာကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာရင်ဆိုင်တဲ့အခါမှာ2မျိုးလောက်ပဲပြောခြင်းတယ်အများကြီးမပြောဘူးเนาะလောကဓာတ်တရားနဲ့တွေ့လာရင်ရင်ဆိုင်ပုံရင်ဆိုင်နည်းเนาะတရားဓမ္မတို့ဦးဇင်းတို့အတွေးယောနိသောမတ္တိကာရတဲ့ဖို့အတွက်2မျိုးလောက်ကောင်းကောင်းစဉ်းစားတတ်ရပဲနံပါတ်1ကဘာလဲဆိုတော့တွေ့ကြုံနေရတဲ့လောကဓာတ်တွေဟာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်เสียအကြောင်းတရားတွေရှိနေလို့ဖြစ်တာလို့အဲ့ဒီအကြောင်းတရားကိုမြင်အောင်ကြည့်ရနော်ဖြစ်เสียအကြောင်းတရားတွေရှိနေလို့ဖြစ်တာလို့မြင်အောင်ကြည့်ရမယ်အဲ့ဒါကောင်းတဲ့လောကဓာတ်နဲ့ပဲတွေ့မကောင်းတဲ့လောကဓာတ်နဲ့ပဲတွေ့တတ္တရာတတ္တကြောင့်ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့လောကလူသားတွေကလောကဓာတ်လို့သုံးနှုန်းကြတဲ့နေရာမှာမကောင်းတာတွေကိုတွေ့တော့မှသာလောကဓာတ်လို့သုံးနှုန်းကြတာကောင်းတာတွေကိုကြတော့လောကဓာတ်လို့တောင်မသုံးနှုန်းဘူးစိတ်ထဲမှာအဲ့ဒါလောက်မမောတယ်ပေါ့ဟုတ်လားလောကဓာတ်ဆိုတဲ့စကားလုံးဟာမကောင်းတဲ့နေရာပဲသုံးကြတာများတယ်တကယ်တော့မကောင်းတာမှလောကဓာတ်မဟုတ်ဘူးကောင်းတာလည်းလောကဓာတ်ပဲဟိုတဲ့ပြောရရင်မကောင်းတာကမှတတ္တဝါတွေကိုနှိမ့်ဆက်နိုင်တာမဟုတ်ကောင်းတာကလည်းနှိမ့်ဆက်နိုင်တာပဲ
တန်တုံးတုံးကိုမီးရှို့လိုက်မှအရေးပြောပြီးတော့ပျက်စီးသွားတာမဟုတ်ရေးစိမ့်ထားရင်လည်းဆွေးပြီးတော့တန်ကြီးတက်ပြီးတော့ပျက်စီးသွားတာပဲခက်တာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ကမကောင်းတာတည်တာနဲ့ကြောက်เสียကောင်းတာရဲ့ကြောက်เสียကောင်းတာကိုကြတော့သိပြီးတော့မသိဘူးနော်တကယ်တမ်းကတော့မကောင်းတာဟာကြောက်เสียကောင်းတယ်လို့ကောင်းတာဟာလည်းကြောက်เสียကောင်းတယ်အဲ့ဒီအချက်တွေကိုနားလည်ဖို့လိုတယ်ဒါပေမဲ့မကောင်းတာကိုပဲတကယ်ပြဿနာလို့လူတွေကနားလည်ထားတော့ဒီမကောင်းတာနဲ့တွေ့တော့မှပဲဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဒီလမ်းကိုရှားကြတာအမှန်ကတော့ကောင်းတာနဲ့တွေ့ရင်လည်းပဲရင်ဆိုင်တတ်ဖို့လိုသေးတာပဲမကောင်းတာနှိမ့်ဆက်လို့စိတ်ဆင်းရဲပြီးတော့ပျက်စီးသွားတဲ့လူတွေရှိသလိုကောင်းတာနှိမ့်ဆက်လို့ရင်မူးပြီးတော့ပျက်စီးသွားတဲ့လူတွေလည်းအများကြီးရှိတာပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကောင်းတာပဲတွေ့မကောင်းတာပဲတွေ့တစ်အချက်အဲ့ဓာတွေဟာအကြောင်းတရားတွေရှိတယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်တာဆိုတဲ့အချက်ကိုမြင်တတ်ရမယ်နော်ပြီးတော့နှစ်အချက်ဒါဦးဇင်းခေါင်းစဉ်လေးလောက်ပြောနေတာနော်နှစ်အချက်ပါလဲဆိုတော့အဲ့ဒီတွေ့ကြုံလာရတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့ဒီလောကရန်တရားတွေဟူသောအကျိုးတရားသည်ဘယ်လိုသဘာဝရှိသလဲလို့အဲ့ဒီအကျိုးတရားကို၌ကိုကစားဘယ်လိုသဘောတရားရှိသလဲဆိုတာကိုသူ့သဘာဝကိုမြင်အောင်ကြည့်ရမယ်နှစ်ချက်နော်အကြောင်းတရားကိုမြင်အောင်ကြည့်ရမယ်ဖြစ်ပေါ်လာတဲ့အဲ့ဒီအကျိုးရလတ်ဖြစ်တဲ့လောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာအဲ့ဒီအကျိုးရလတ်ကို၌ကဘယ်လိုသဘောရှိသလဲဆိုတာကိုသိအောင်နားလည်အောင်ကြိုးစားရမယ်ဘယ်နှချက်တော့နှစ်ချက်စကားကိုချုပ်ပြီးတော့ပြောမယ်နော်အကြောင်းကိုလည်းသိရမယ်အကျိုးကိုလည်းသိရမယ်နားလည်ရမယ်ဒါအကြောင်းအကျိုးပဲဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာအကြောင်းတရားတွေရှိနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောစရာအများကြီးရှိတယ်လောကဓာတ်တရားတွေဟာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလကားဖြစ်လာတာမဟုတ်အလကားတွေ့ရတာမဟုတ်ဖြစ်စရာအကြောင်းကနောက်ွယ်မှာရှိနေတယ်ဟုတ်လားအဲ့ဒီအကြောင်းတရားတွေရှိနေရင်တော့ဘေးသက်ရေလောကဓာတ်တရားကတော့ရှောင်လို့မရအောင်တွေ့မှာနော်ကောင်းတာတွေလှုပ်ထားရင်ကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်မကောင်းတာတွေလှုပ်ထားရင်မကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်အဲ့ဒါကိုမြင်အောင်ကြည့်ရမယ်အကြောင်းတရားကိုလုံးမိပြီးရင်တော့အကျိုးတရားကိုရှောင်လွှဲခြင်းလို့မရဘူးနော်ပြုမိပြီးရင်တော့ပြုသူဖြစ်မိရင်ခံသူဖြစ်ရဒါမဖြစ်ခြင်းလို့မရဘူးဒါဖရာတောင်ရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ရဲ့လားမြတ်စွာဘုရားတောင်ရှောင်လွှဲလို့မရဘူးနော်ဆိုပါစို့မြတ်စွာဘုရားဟာတလောကလုံးမှာလက်လာပါအနေနဲ့အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးလို့ပြောလို့ရပါတယ်ဟုတ်လားတလောကလုံးရဲ့တကယ်လူမင်းနတ်မင်းမြမမင်းတွေကစကြည်ညိုဥခတ်ရတဲ့မြတ်စွာဘုရားအဲ့ဒါလောက်လာဘရှာခြင်းဆိုတဲ့တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဟုတ်လားဒါပေမဲ့လို့ဦးဇင်းတို့ဝေဒင်ဇာပြည်မှာမြတ်စွာဘုရားဝါကတ်တော့ဝေဒင်ဇာပုံနာကပင့်လို့ဝေဒင်ဇာပြည်ကိုမြတ်စွာဘုရားကြွရတယ်အဲ့ဒါလိုကြွတော့မနတ်ကလှည့်စားလို့ပုံနာကမြတ်စွာဘုရားကိုပင့်ထားပြီးတော့မေ့နေဘာမှလူရတန်းရမှထောက်ပံ့ရမှမသိဘူးအဲ့ဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာမြင်းကုံတယ်တွေအင်းကျွေးဖို့ယူလာတဲ့မူရောဆံအကျမ်းတွေကိုစားရတယ်အဲ့ဒါရှင်အာနန္ဒာကဒီဆံကျမ်းလေးတွေကိုစုံနဲ့ထည့်ပြီးတော့ထောင်းပြီးတော့ရေစိမ့်ပြီးတော့ပြုတ်ပြီးတော့မြတ်စွာဘုရားကိုကတ်ရတယ်နော်တလောကလုံးရဲ့အထုထိတ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတောင်မှအဲ့ဒါလို့ရခြင်းတွေဘလောက်ပဲများမရခြင်းဆိုတာကိုလည်းသူတွေ့ရသေးတာပဲဒါလည်းသူ့မှာအကြောင်းတရားရှိတယ်ဟိုတုန်းကသူကတန်ဃာတော်တွေသူတော်ကောင်းတွေကိုဝစီကံအနေနဲ့ဘုရားလောင်းကပြစ်မှားခဲ့ဘူးလို့အဲ့ဒီအကျိုးတရားကိုလက်ခံရတာဟုတ်လားအဲ့တော့လာဘဆိုတာကိုမြတ်စွာဘုရားတွေ့တယ်လို့အလာဘကိုလည်းတွေ့ရတာပဲတွေ့တယ်ဆိုတာလည်းအကြောင်းပဲတွေ့တာမဟုတ်ဘူးဖြစ်เสียတွေ့เสียအကြောင်းရှိနေတယ်ဟုတ်ရလားအဲ့ဒါလိုပဲယတနော်ဒီအချမ်းရံလေးအများကြီးရှိတယ်လို့အယတနော်ပလက်လဲတော်မှာနောက်ကောတံဒီမှာမြတ်စွာဘုရားတရင်သုံးတော်ကတန်ဃာတွေညင်းခုန်ခြင်းကိုအကြောင်းပြုပြီးတော့ကြွဲကြပြဲကြတော့မြတ်စွာဘုရားပလက်လဲတော်ကိုထွက်သွားတာလေတပါးတည်းပြုစုမဲ့လူမရှိဟုတ်ရလားပလက်လဲဆင်မင်းရဲ့ပြုစုတာကိုခံပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာတရင်သုံးရတယ်ဆိုလိုတာကအချမ်းရံနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားတောင်မှအချမ်းရံနဲ့မပြည့်စုံခြင်းဆိုတဲ့နော်စန့်ကျင်ဘက်ဆိုရတဲ့အနေအထားကိုရင်ဆိုင်ရသေးတယ်ဒါလည်းအကြောင်းတရားရှိတာဟုတ်လားနောက်ပြီးတော့ပါတော့လာဘောအလာဘောယတ်သောအယတ်သောနေနာပတန်တာနော်တလောကလုံးရဲ့ချီးမွမ်းခြင်းတွေဘဝရှံအောင်ရတဲ့ပုဂ္ဂိုလ်တူပါမြတ်စွာဘုရားက
နော်ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအချီးကျူးခံတိုက်တဲ့ပုဂ္ဂိုလ်တွေရဲ့ချီးကျူးခြင်းကိုခံရတဲ့မြတ်စွာဘုရားပါအဲ့ဒါလို့မြတ်စွာဘုရားတောင်မှတုံတရီတို့လိုဇိန္ဒမာနတို့လိုဟုတ်လားမြတ်စွာဘုရားကိုဆွတ်ဆွဲကြတာပုတ်ခတ်ကြတာသူတို့ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကိုအထင်မှမြင်မှဖြစ်ပြီးတော့ကဲ့ရဲ့ကြတာတွေဒါတွေကိုမြတ်စွာဘုရားမတွေ့ကြုံရဘူးလားတွေ့ကြုံရတယ်ဒါလည်းပဲသူ့မှာအကြောင်းတရားရှိတာပဲနော်မြတ်စွာဘုရားနှုတ်စဉ်ကာလတုန်းကပိစကဗုဒ္ဓအရှင်မြတ်တွေယဟန္တာအရှင်မြတ်တွေကိုအဲ့ဒါလို့ဆွတ်ဆွဲမဟုတ်ဘဲနဲ့သူပြောခဲ့တာနော်ရှိတာပဲအကြောင်းတရားတွေရှိတော့ဒီမှာလာပြီးတော့တွေ့ရဟုတ်ရလားအေးအဲ့ဒါလို့ပဲဒုက္ခဒုက္ခအင်မတန်နှုံးညံ့သိမ်မွေ့ပြီးတော့အလွန်ချမ်းသာတော်မူတဲ့မြတ်စွာဘုရားဟာနောက်တစ်ခါတရားမှာခါတော်နာတာဆိုတာရှိတယ်ခေါင်းတော်ခဲတယ်ဆိုတာရှိတယ်ဟုတ်လားရှင်ဒေဝဒတ်ကလှုပ်ကြံလို့ကြောက်ချက်လွာမှန်ပြီးတော့ခြေမတော်မှာသွေးကြည်ဥပြီးတော့နောက်တစ်ကိုယ်လုံးပူပြီးတော့ရှင်ဇီဝကရဲ့ခွဲစိတ်ခြင်းကိုတောင်ခံရတာရှိတယ်ဟုတ်ရလားအေးအဲ့ဒါကလည်းပဲသူ့ရဲ့အတိတ်ကာလတုန်းကအမွေဒီဟူသောအကြောင်းကြောင့်နော်သူညီရဲ့သားကိုကြောက်ခဲနဲ့ထုသက်ခဲ့တဲ့ကံကြောင့်မို့လို့မြတ်စွာဘုရားမှာအဲ့ဒါလို့အခြေအနေစိုးကိုလမ်းပြီးတော့တွေ့ရတာပေါ့အဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်ဘဝမှာတွေ့လာပြီးကျုံးလာပြီးစိတ်ထဲမှာဒါကရင်ဆိုင်ဖို့ခက်လိုက်တာဆိုတဲ့အနေအထားမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒါတွေရဲ့နောက်ွယ်မှာအကြောင်းတရားတွေရှိတယ်လောကကြီးကအကြောင်းကင်းပြီးတော့ဘာမှမဖြစ်ဘူးဆိုတာကိုမှန်မှန်ကန်ကန်နားလည်ပြီးတော့အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာစိတ်ထဲမှာကျဉ်းနှံ့မှုရအောင်တွေ့တတ်ဖို့လိုတယ်ဟုတ်ရဲ့လားကျဉ်းနှံ့မှုရအောင်တွေ့တတ်ဖို့လိုတယ်နော်ဆိုကြပါစို့လူတယောက်အသက်ခံရတော့မယ်ဟာသူကရာဇဝမှုတွေကိုရရဆက်ဆက်လွန်ကျူးလို့အသက်ခံရတာတဲ့လို့သူရာဇဝမှုလွန်ကျူးခဲ့တာကိုသိနိုင်မယ်မြင်နိုင်မယ်ဆိုရင်လုံးလုံးစေသူအပြစ်ဒဏ်ခံရတာကိုသိပြီးတော့စိတ်ထဲမှာခံစားချက်ပြင်းထန်မယ်မဟုတ်ဘူးဟုတ်တယ်မဟုတ်လားဘာမှမဟုတ်ဘဲနဲ့အတလွတ်ခံရတာဆိုရင်တော့ဒါမကျင်တတ်စရာကြီးပေါ့အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဘာမှအတလွတ်ခံရတယ်ဆိုတာမရှိပါဘူးဟုတ်ရဲ့လားလောကကြီးကအလွန်တရားမျှတတယ်မသိနိုင်မမြင်နိုင်ကြလို့သာမကောင်းတာတွေနဲ့တွေ့လာတဲ့အခါမှာမကျင်တတ်မှုဖြစ်ကြရတာအလုံးဟာပေးဆက်ကြရတယ်။ဘာကြောင့်ပေးဆက်ကြရလဲ။ရယူခဲလို့ပေးဆက်ရတာ။ဟုတ်ရဲ့လား။ဟိုဦးဇင်းတို့ထူးထူးဆန်းဆန်းတစ်ခုပြောအောင်မယ်။မြတ်စွာဘုရားရဲ့လက်ထက်ကကုံတန်းဒါနမထေဆိုတာရှိတယ်။စိတ်ထဲမှာထူးဆန်းတဲ့အဖြစ်အပျက်ကံတရားတွေရဲ့စမ်းကြယ်ပုံကိုပြောခြင်းလို့ဒါလေးကခေါင်းထဲပေါ်လာတာ။အဲ့ဒီကုံတန်းဒါနဆိုတဲ့မထေကကုံတန်းဆိုတာကမိမကျူးသူလို့အဓိပ္ပာယ်ရတယ်။တကယ်တမ်းကတော့သူကမိမကျူးသူမဟုတ်ပါဘူးသီလနဲ့ပြည့်စုံတဲ့တကယ်သူတော်ကောင်းယဟန်မြတ်တစ်ပါးပါသို့တော့သူ့ကိုဘေးကပတ်ဝန်းကျင်အပေါင်းအသင်းတွေကတော့မိမကျူးသူလို့ပဲခေါ်ကြတယ်သူ့ရဲ့မူရင်းနာမည်ကဒါနနော်ဒါပေမဲ့သူ့ကိုမိမကျူးတယ်လို့ထင်ကြဘာဖြစ်လို့အဲ့လိုထင်လဲဆိုတော့သူ့ရဲ့နောက်ကိုမိမတစ်ယောက်ကအမြဲတမ်းလိုက်နေတယ်လို့ဘေးကပုဂ္ဂိုလ်တွေရဲ့အမြင်မှာမြင်ကြရတာအဲ့ဒါကိုယဟန်တော်ကမသိဘူးသူကမြင်လည်းမမြင်ဘူးသိလည်းမသိဘူးဒါပေမဲ့ဘေးကလူရဲ့အမြင်မှာတော့အဲ့ဒါလို့နော်အရေးအယောင်ကအမြဲတမ်းတွေ့နေတော့အဲ့ဒါသူ့ကိုအမြဲတမ်းမိမကျူးသူလိုပဲပြောင်ကြတယ်လှောင်ကြတယ်နော်ဒီလိုပဲသူ့ကိုခေါ်ကြတာပေါ့တော်တော်ဆန်းကျယ်တဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စကသူ့မှာအလကားအကြောင်းမဲ့ကြီးဖြစ်တာမဟုတ်ဘူးတဲ့နော်တခုသောဘဝတုန်းကအဲ့ဒီဒါနမထေရရဲ့အလောင်းကယုတ်ကစိုးနဲ့တစ်ပါးဖြစ်တယ်လို့ဆိုတယ်အဲ့ဒါလို့ယုတ်ကစိုးနဲ့ဖြစ်တော့တနေ့တော့အဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာသူကယုတ်ကစိုးနဲ့ဖြစ်တာကိုအဲ့ဒါယဟန်တော်နှစ်ပါးကအလွန်ကြီးမားတဲ့မေတ္တာနဲ့တစ်ပါးနဲ့တစ်ပါးချစ်ခင်မှုအားကြီးတယ်ပေါ့အဲ့ဒါကိုမြင်တော့ဒီယုတ်ကစိုးနဲ့မင်းကဒီယဟန်တွေဟာတစ်ပါးကိုတစ်ပါးသိပြီးတော့မေတ္တာကြီးတာပဲဂျားတွေကကွဲပြားအောင်ပြောမယ်ဆိုရင်ကွဲပြားသွားလိမ့်မလားမသိဘူးကွဲပြားသွားစရာအကြောင်းတွေ့ရင်ကွဲပြားသွားမယ်နဲ့တူပါရဲ့သူတို့ရဲ့မေတ္တာသူတို့ရဲ့ခင်မင်မှုဘယ်လောက်ကြီးသလဲဆိုတာကိုငါစမ်းကြည့်ခြင်းတယ်ဆိုပြီးတော့အဲ့ဒီယုတ်ကစိုးနတ်ကဘာလုပ်လဲဆိုတော့မိမတယောက်ဟန်ဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့တပါးသောယဟန်နဲ့အတူတူနေတဲ့ပုံစံကိုတပါးသောယဟန်မြင်အောင်ပြတယ်နော်အဲ့လိုပြတော့တပါးကမြင်တယ်ဥက္ကာယကရှင်ယဟန်ကသူ့မှာဘာမှကိုမသိဘူးနော်သွားရင်းနဲ့မြင်နေတယ်မြင်နေတော့
ငါရှင်တဲ့တင့်ကိုငါတီလိုက်ရှိတဲ့လူမှတ်လို့ပေါင်းသင်ခဲ့တာတင်ကတကယ်တမ်းကတော့မိမတယောက်နဲ့အဲ့လိုနေတဲ့လူပဲဆိုပြီးတော့ပြောတော့ကိုရဟန်းကဘာမှမဟုတ်ဘဲနဲ့အပြောခံရတာဆိုတော့သူအလွန်အမင်းစိတ်တူတယ်ပေါ့နင်ဘယ်လိုပြောလိုက်တာလဲအဲ့တော့ဟိုကလည်းငါမျက်စိနဲ့တတ်အပ်မြင်တာအဲ့ဒါနဲ့ညင်းရင်ခုန်ရင်းနဲ့အဲ့ဒီယဟန်နှစ်ပါးရဲ့မေတ္တာဓာတ်တွေခန်းချောက်ပြီးတော့ကိုပြသွားတယ်ကိုပြသွားတယ်အဲ့လိုကိုပြသွားတာကဥပုဒ်တောင်အတူတူမပြုတ်နိုင်တော့အဲ့တော့ကိုပြသွားတယ်မြင်တဲ့လူကလည်းတကယ်မြင်တာဆိုတော့သူ့ဘက်ကဘယ်လိုမှမလျှော့နိုင်ဘူးမဟုတ်တဲ့လူကလည်းတကယ်မဟုတ်တာဆိုတော့သူ့ဘက်ကဘယ်လိုမှမလျှော့နိုင်ဘူးအဲ့လိုကိုပြသွားတော့ရှုပ်ကစွန်းကဟာတကယ်ကိုပြသွားပြီဆိုတော့သူလုံးဝစိတ်မကောင်းတော့ဘာဖြစ်တုံးဆိုတော့ရှုပ်ကစွန်းနဲ့မင်းဟာကိုထင်ပြပြီးတော့အဲ့ဒီယဟန်နှစ်ပါးကိုအရှင်ဘုရားတို့ဘုရားတပည့်တော်ရဲ့လက်ချက်ပါအရှင်ဘုရားတို့ရဲ့မေတ္တာဘယ်လောက်ကြီးသလဲလို့တပည့်တော်စမ်းသပ်ကြည့်တာပါအဲ့ဒါအရှင်ဘုရားတို့တယောက်ကိုတယောက်တစ်ပါးကိုတစ်ပါးစိတ်ဝါမကွဲပါနဲ့အမှန်တိုင်းရှင်းပြတယ်ရှင်းပြပေမဲ့လို့မရတော့ဘူးစကားတွေကလွန်သွားပြီဆိုတော့လူဆိုတာတယောက်နဲ့တယောက်ပြောပြီဆိုရင်မကြည်နဲ့လို့ပြောပြီဆိုရင်နားတရားတွေကြီးပြောကြတာကိုဗျဟုတ်လားဒါဥစဉ်ကစဉ်းစားကြည့်တာအဲ့ဒီတော့အဲ့ဒီယဟန်နှစ်ပါးဘလို့မှပြန်ပြီးတော့စစ်ဆက်လို့မရအောင်အဲ့ဒီတော့အဲ့ဒီယုတ်ကုဇုနဟာလည်းနောင်တအကြီးကျယ်ရပြီးတော့တည်တော့အဲ့ဒါငရဲတောင်ကြရတယ်လို့ဆိုတယ်ဒါကြောင့်တစ်ခါမှအငြိမ်မနေနိုင်တဲ့အမှုတွေကလည်းတော်တော်ကြောက်စရာကောင်းတယ်ပေါ့ဟုတ်ရဲ့လားအေးအဲ့ဒါလိုနဲ့အဲ့ဒီယုတ်ကုဇုနဟာဦးဇင်းတို့မြတ်စွာဘုရားရဲ့လက်ထက်ရောက်တော့နော်အဲ့ဒါလိုမိမတယောက်ကနောက်ကလိုက်နေတယ်လို့ဘေးကပုဂ္ဂိုလ်တွေအထင်မှားအမြင်မှားကိုခံရတဲ့ဘဝကိုရတာအလွန်စိတ်ဆင်းရဲတဲ့အကောင်းတဲ့ဘဝပေါ့ဟုတ်လားအဲ့ဒါနဲ့သူကဘယ်လောက်ထိသူ့ရဲ့အခြေအနေကဆိုးလဲဆိုတော့ဆုံးခံသွားပြီဆိုရင်တောင်မှဆုံးလောင်းတဲ့လူတွေကရှင်ဘုရားဒါကတော့အရှင်ဘုရားအတွက်တစုံမှဘုရားဒါကတော့အရှင်ဘုရားအပေါင်းဖော်မအတွက်တစုံမှဘုရားလို့လောင်းနေတဲ့နော်ကိုရင်ငယ်တွေဦးစင်းငယ်တွေကလည်းသူ့ကိုအမြဲတမ်းပြောင်းနေလှောင်နေအဲ့လိုပြောင်းတော့လှောင်တော့သူဘလို့မှသီးမခံနိုင်တော့သူလည်းဘာမှမဟုတ်ဖ ೇನೆ ဆိုတော့အဲ့ဒီတော့ပင်ကိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လည်းပဲဒီကဲ့ရဲ့တာကိုအမြဲတမ်းခံနေရတော့သူမခံနိုင်ဘူးပေါ့အဲ့ဒီတော့ဘာလို့တုံဆိုတော့တင်တို့သာလည်းမိမကျူးသူတင်တို့ရဲ့ဆရာသမားတွေဒီသာလည်းမိမကျူးသူသူကလည်းပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြန်ပြောတယ်အဲ့ဒီဒါနမထေကပြန်ပြောတော့တစ်ဖက်ကလည်းပဲတကယ်မြင်တာဆိုတော့မလျှော့သူကလည်းတကယ်မဟုတ်တာဆိုတော့မလျှော့ဘူးအဲ့ဒါလိုကြမ်းကြမ်းထန်ထန်ပြောကြဆိုကြရင်းနဲ့အဲ့ဒီသူတို့ရဲ့ပฏิပက္ခတွေဟာမြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ကြားတယ်ပေါ့ပေါက်ကြားတော့မြတ်စွာဘုရားကအဲ့ဒီဒါနမထေကိုခေါ်ပြီးတော့จิตသားသင်ဒီလိုပြောတာဟုတ်သလားဟုတ်ပါတယ်ဗျာဆိုတော့မြတ်စွာဘုရားကจิตသားတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလဒ်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလဒ်တွေကိုဘောင်းမကြောက်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေငကိုယ်တုန်းကမကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်သင်အတွက်ကောင်းစရာအလားအလာမရှိတော့ဘူးဒါကြောင့်ဒီကိစ္စဟာငကိုယ်တုန်းကမကောင်းလို့ငါပေးဆက်ရတဲ့ကိစ္စအကျွေးပေးသလိုသဘောထားပြီးတော့ကြည်ကြည်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူခြင်းမာတော့နဲ့ထပ်ပြီးတော့ယူရင်ထပ်ပြီးတော့ပေးနေရအောင်မှာနော်သဘောပေါက်ရဲ့လားဦးဇင်းပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ်ဆက်ကြောင်းကိုမြတ်စွာဘုရားကပြောပြပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တုံ့ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားကလဲနေတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မတို့ဦးဇင်းတို့အတွက်မှတ်သားစရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့သူကကိုယ့်ကိုကြမ်းကြမ်းထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့သင်သည်အနာပြတ်သောကြီးကွက်ကဲ့သို့အတန်မရှိသည်ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာနော်ဆိုကြပါစို့ဦးဇင်းတို့ကြီးဖလားလေးတစ်လုံးအနာကကွဲနေတယ်ဆိုတန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရပ်သွားရောဟုတ်လားဘာလို့ဆိုအနာကကွဲပြက်နေတာကိုဟုတ်ရဲ့လားတကယ်လို့သာကြီးဖလားလေးကအကောင်းလေးဆိုရင်တန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနာပြတ်တဲ့ကြီးခေါင်းတော့အနာပြတ်တဲ့ကြီးကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနာပြတ်နေတာဆိုတော့တကယ်ကောအကြာကြီးထွက်မလားမထွက်ဘူး
အဲ့ဒါလိုမျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကြောင်းတရားတွေဘယ်လိုအကျိုးတရားတွေပဲတွေ့ရနောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရအောင်ကြိုးစားဖို့မသင့်ဘူးလားသင့်တယ်ဒါအကြောင်းတရားအတိတ်အကြောင်းတရားပေါ့နောက်ပြီးတော့ဦးဇင်းတို့ဖြစ်ရတစ်ခုကိုအခြေခံပြီးတော့အလွန်ကောင်းတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့စဉ်းစားဆင်ခြင်နည်းတစ်ခုအဲ့ဒါကိုလည်းပြောခြင်းသေးတယ်အဲ့ဒါကဘာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာအလွန်လက်လာဖပေါ်ပါတယ်နော်ကြော်စောမှုလည်းအလွန်ပေါ်တယ်ချီးမွမ်းတန်လည်းအလွန်ရတယ်အလွန်မျက်နှာပွင့်တယ်ပေါ့အဲ့လိုလက်လာဖပူဇော်တက်ကာယအထွတ်ထိပ်ရောက်တော့ယူဝါဒတခြားရှိတာတဲ့နော်တိဋ္ဌိပရပိုက်တွေကတန်ဃာတော်တွေတွေ့လို့ရှိရင်ဘလို့မှသူတို့စိတ်ထဲမှာတိမခံနိုင်ဘူးနော်တိမခံနိုင်တော့ဘာဖြစ်တုံးဆိုတော့တချို့ဆိုရင်တွေ့တဲ့နေရာမှာဆဲတာမျိုးဆိုတာမျိုးစော်ကားတာမျိုးဒါတွေရှိတော့ဒီနေ့တော့မြတ်စွာဘုရားကိုရဟန်းတော်တွေကဒလိုပဲအညတရယူဝါဒရှိတဲ့နော်တိဋ္ဌိပရပိုက်တွေကရဟန်းတော်တွေကိုဆဲကြတဲ့အကြောင်းနော်လဘတက္ကရာဒီဟုသောအကြောင်းကြောင့်သူတို့တိမခံနိုင်လို့ဒလိုတုံ့ပြန်ကြတဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥဒန်းကျိုးတာဦးဇင်းတို့ဥဒန်းပါဠိတော်မှာတွေ့ရတာဒါလေးကရဟန်းတော်တွေကိုဓာတ်ရိုက်ဦးဇင်းတို့ဟောတာတော့မဟုတ်ဘူးဥဒန်းကျူးတယ်ဆိုတာကရှမ်းထွက်လာတဲ့စကားတွေပေါ့ရင်နဲ့မဆန့်လို့ရှမ်းထွက်လာတဲ့စကားပေါ့ပို့ပြီးတော့လေးနဲ့တယ်လို့တောင်ယူဆတရားရှိဥဒန်းစကားဆိုတာအဲ့ဒါဦးဇင်းတို့ဥဒန်းပါဠိတော်ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဥဒန်းတွေကြီးပဲတိတ္တတန်ဃာယနာတင်ထားတဲ့နော်ကျမ်းစာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဥဒန်းကျူးတုံးဆိုတော့တော၌ဖြစ်စေရော၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းဖြင့်တွေ့ထိသည်ရှိသောသူကြောင့်ကိုကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိလာတာအကယ်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိတဲ့အကြောင်းဘယ်မှာရှိပါအပ်နည်းတဲ့ဟောဒါလေးပြောတာဆိုးရတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့အတုမဲ့ဆေးတလက်လို့တောင်ဦးဇင်ကထင်တယ်ဟုတ်လားပြန်ပြောမယ်နော်တော၌ဖြစ်စေရွာ၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထိလာသည်ရှိသောသူကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့ဘယ်နေရာမှာနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲဟုတ်လားဘယ်နေရာမှာနေဘယ်အချိန်မှာနေချမ်းသာခြင်းဆင်းရဲကတော့တွေ့ရမှာပဲအဲ့ဒါလို့တွေ့လာတဲ့အခါမှာဒါသူကြောင့်ဒါမှမဟုတ်ဒါငါအသုံးမကျလို့အဲ့ဒါလို့ငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲတွေပြင်းပြင်းထန်ထန်မထားပါနဲ့တဲ့နော်သူ့ကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်သူ့ကြောင့်ဆိုရင်ကိုကတော့ရှင်းတော့မှာလေနော်သူ့ကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖေးလိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုကထင်ပါအဲ့လိုဆိုရင်သူနဲ့ပြဿနာကတက်ရတော့မှာဟုတ်ရဲ့လားငါကြောင့်ဆိုရင်လည်းပဲငါညံ့ရလေခြင်းဆိုပြီးတော့ကိုထိုးနှက်နေတာနဲ့လောကဓာတ်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေပါတိုးမလာဘူးလားတိုးလာတယ်ဒါကြောင့်ဘယ်နေရာမှာပဲနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိတာပါခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲဒီတော့ပိဋကပေါင်းတော်ကောင်းတို့အတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေเนาะဒါတစ်ပိုင်းတစ်ကဏ္ဍပေါ့အခုဒီဥပဒိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လေချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်သူညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ဆိုလိုတာကလူတွေကခက်တာကချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ကြဘူးမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေရင်တော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဒါဒီပဲလေအကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်တကယ်လို့ဒီဆင်းရဲခြင်းဆိုတာကိုမတွေ့ကျင်ဘူးဆိုရင်ဘဝဇက်ချုပ်ငင်းရုပ်သိမ်းအောင်နော်ဘဝရဲ့ပုံမှာတတမမောတဲ့တဏှာလောဘကင်းအောင်ကျင့်ဝင်ရှိတာပဲလေဟုတ်လားအဲ့လိုမကျင့်နိုင်လို့အဲ့လိုမဖြစ်သေးဘူးဆိုရင်တော့
ဒီပုတ်ထဲကပဲဒီပဲဒီဒုက္ခကတော့တွေ့ရမှာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒါကတော့ပို့ပြီးတော့လေးလေးနက်နက်စဉ်းစားဖို့ပေါ့လေဟုတ်ရဲ့လားဒါကြောင့်လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအထူးသဖြင့်ဆိုးရတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုအမှန်တိုင်းစဉ်းစားတတ်ရမယ်နောက်ပြီးတော့ဒီခန္ဓာကြီးဒီပင်လင်ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေ့ခြင်းရဲ့အကြောင်းတရားပါလားလို့လည်းသိရနော်အဲ့ဒီအချက်ကတော့ပို့ပြီးတော့လေးနေတယ်နော်ဒါကြောင့်သူတော်ကောင်းကြီးတွေကဒီခန္ဓာဒီပင်လင်တကယ်ဒုက္ခအလုံးတို့ရဲ့အခြေခံပဲနော်ဦးဇင်းတို့မြတ်တေတစ်ပင်တွေဟာဒီမဟာပရိမြေကြီးကိုအမိပြုပြီးတော့ပေါက်ကြတာနော်အဲ့လိုပဲအစင်မပြေခြင်းဆင်းရဲဒုက္ခမှန်သမျှတို့ဒီခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်ကြရတာဟုတ်တယ်မို့လားဒါကြောင့်ဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာဟောထားတာတွေအများကြီးရှိပါတယ်ဒီခန္ဓာကိုယ်ကြီးဟာနော်စစ်တီတော်တွေလက်တက်ဆန်းရာဒိုင်ခွက်ကြီးနဲ့လည်းတူတယ်တဲ့နော်မြားနဲ့လည်းပြစ်လိုက်တာပဲဓာတ်နဲ့လည်းပြစ်လိုက်တာပဲဘာနဲ့ပဲပြစ်သူကလက်တက်ဆန်းတဲ့ဒိုင်ခွက်ကြီးဆိုတော့ဘယ်ကလာသူ့ကိုမှန်ရတယ်ပေါ့ထိရတယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီခန္ဓာဒီပင်လျင်ချမ်းသာခြင်းဆင်းရဲခြင်းရဲ့တွေ့ထိရာအကြောင်းတရားလို့နားလည်ပြီးတော့တွေ့ကြုံလာတဲ့အခြေအနေဆိုးတွေကိုနော်ကြည်ကြည်လင်လင်နဲ့ရှင်ဆိုင်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဒါကဦးဇင်းတို့တစ်အချက်အကြောင်းတရားတွေလည်းရှိတယ်ဆိုတာကိုသဘောပေါက်အောင်စဉ်းစားတဲ့နေရာမှာအထောက်အကူပြုဖို့ပြောတာပေါ့ဟုတ်လားနောက်နှစ်အချက်လောကဓာတ်တရားတွေနဲ့တွေ့လာလို့ရှိရင်တွေ့ကြုံလာတဲ့ဒီအကျိုးတရားဖြစ်တဲ့ဒီအကျိုးရလဒ်ချမ်းသာခြင်းဆင်းရဲခြင်းဒီဘယ်သဘောရှိသလဲဆိုတာကိုမြင်အောင်ကြည့်ရဒါကတော့သူ့ကိုပဲဓာတ်နားလည်အောင်ကြိုးစားတော့တာเนาะဒီအပိုင်းကပို့ပြီးတော့လက်တွေ့ဆန်းလာတယ်เนาะဒီအပိုင်းကပို့လက်တွေ့ဆန်းလာတယ်အကြောင်းတရားကိုရှာတဲ့အဆင့်နဲ့မဟုတ်တော့ဘူးဖြစ်နေတဲ့ဒီအခြေအနေကိုပဲလက်တွေ့တဲ့သူ့သဘောကိုမြင်အောင်သိအောင်ကြိုးစားတဲ့အပိုင်းကိုရောက်လာတယ်ဒါကိုပဲမြတ်စွာဘုရားကဦးစားပေးပြီးတော့ပြောတာပါဟောဦးဇင်းတို့ဒီအကြောင်းတရားလေးတွေစဉ်းစားတယ်ဆိုတာကလည်းပဲလိုအပ်လို့ယောနိတော်မနတိကာရအားကောင်းအောင်လို့ဒါဦးဇင်းတို့ကပြောပြတာနော်တကယ်တမ်းကတော့တွေ့ကြုံနေတဲ့ဒီအကျိုးရလဒ်ကို၌ကိုကဘယ်လိုသဘောရှိသလဲဆိုတာကိုမြင်အောင်ကြည့်တဲ့ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့အဲ့ဒီဒုတိယလောကဓမ္မသုတ်တံမှာမြတ်စွာဘုရားကစိတ်သားတို့တဲ့လောကဓာတ်တရားဆိုတာ7ပါးရှိတယ်အဲ့ဒီလောကဓာတ်တရားတွေကတတ္တဝါတွေရဲ့နောက်ကိုလိုက်တယ်တတ္တဝါတွေကလည်းလောကဓာတ်တရားရဲ့နောက်ကိုလိုက်တယ်အဲ့ဒါတို့သူလိုက်ကိုလိုက်ကြတော့တွေ့ကြရောတွေ့တဲ့အခါမှာသူတော်ကောင်းတွေမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေမှာလည်းလောကဓာတ်တရားကတွေ့တာပဲဉာဏ်မရှိတဲ့နောက်စိတ်ကထာနှလုံးကမကောင်းတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာလည်းလောကဓာတ်တရားတွေကတွေ့တာပဲရှိတာပဲအဲ့ဒီနေရာမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့လောကဓာတ်တရားနဲ့တွေ့ပုံတွေ့ခြင်းကတော့တွေ့ကြတာတော့အတူတူပဲတဲ့ဒါပေမဲ့အဲ့ဒီလောကဓာတ်တရားတွေရဲ့အပေါ်မှာရှုမြင်နားလည်ပုံချင်းရင်ဆိုင်ပုံချင်းကြတော့မတူဘူးတဲ့အဲ့ဒီမတူတဲ့ကွဲပြားတဲ့အချက်ဟာဘာမှဖြစ်မလဲတဲ့မြတ်စွာဘုရားကအဲ့ဒီထူးခြားတဲ့အချက်ကိုမေးတာစာတန်ကတော့အတိအကျပြောတာပေါ့ဗျာအတုတ္တဝပုထုဇနောတဲ့အကြမ်းမြင်ဘ ഹു တုတ္တစစ်မှန်တဲ့အင်မတန်ကောင်းမွန်တဲ့တရားဘ ഹു တုတ္တမရှိတဲ့နော်ပုထုဇဉ်ပုဂ္ဂိုလ်လည်းလောကဓာတ်တရားတွေ့တာပဲတုတ္တဝအရိယာသာဝကောတဲ့အကြမ်းမြင်တုတ္တနဲ့ပြည့်စုံတဲ့အရိယာသူတော်ကောင်းတို့ရဲ့တပည့်မှလည်းပဲလောကဓာတ်တရားနဲ့တွေ့တာပဲလောကဓာတ်တရားတွေ့တာတော့အတူတူပဲဒါပေမဲ့အဲ့ဒီလောကဓာတ်တရားရဲ့အပေါ်မှာပြန်လဲတုံ့ပြန်ပုံချင်းကြတော့မတူဘူးတဲ့အဲ့ဒီမတူတဲ့အချက်ဟာဘာမှဖြစ်မလဲလို့မေးတာမေးတော့ယဟန်တော်တွေကမြတ်စွာဘုရားကိုရှင်ဘုရားတဲ့တရားဆိုတာမြတ်စွာဘုရားဟောမှတပည့်တော်တို့သိရတာပါတရားတွေအလုံးဟာမြတ်စွာဘုရားမှာအရင်မူလရှိပါတယ်ဒါကြောင့်မြတ်စွာဘုရားပဲဟောပါလို့တောင်းပန်တော့မြတ်စွာဘုရားကကောင်းပြီဆိုပြီးတော့အတုတ္တဝံပုထုဇနောအကြမ်းမြင်ဘ ഹു တုတ္တမရှိတဲ့မြတ်စွာဘုရားရဲ့တရားတော်ပေါ်မှာလောကဓာတ်တရားတွေနဲ့ပတ်သက်ပြီးတော့အမှန်တိုင်းပြောထားတဲ့သဘာဝတရားတွေရဲ့အပေါ်မှာအကြမ်းမြင်ဘ ഹു တုတ္တမရှိကြတဲ့အသိဉာဏ်နှုံနေတဲ့ပုဂ္ဂိုလ်တွေမှာလောကဓာတ်တရားနဲ့တွေ့လာပြီလို့ဆိုကြပါစို့တဲ့သူတို့ရဲ့အမြင်ကိုအရင်ပြောမယ်ပေါ့နော်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေရဲ့လောကဓာတ်တရားနဲ့တွေ့ကြုံလာတဲ့အခါမှာဘလို့ရင်ဆိုင်တယ်လဲဆိုတာကိုအရင်ပြောမယ်ပေါ့နော်သူတို့တွေ့လာပြီဆိုတော့သောနာဣတိပတိတင်စိတ်ခတိတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအခုပြောသလိုမစင်သားတတ်ဘူးမစင်ញင်တတ်ဘူးတဲ့ဘလို့မစင်သားတတ်တာတော့မစင်ញင်တတ်တာတော့ဆိုတော့ဥပ္ပန္နောခောမေအယံလာဘောဟောငါမှလာဘဆိုတဲ့လက်ကြီးတော့ရလာပြီ
ဟောလက်ရလာပြီဆိုကြပါစို့နော်လက်ရလာတော့အဲ့ဒီပုဂ္ဂိုလ်ဒီသောနာဣတိပဋိသင်္စိကတိသူမစင်သားတတ်ဘူးတဲ့ဘလို့မစင်သားတတ်တာတုံးဆိုတော့နော်ဟောဒီရလာတဲ့လက်တည်သောစခောအနိစ္စဒုက္ခဝိပရိနာမဓမ္မောတိယထာဝတ္တနဗ္ဗဇာနာတိတဲ့အခုရရှိလာတဲ့ဒီလက်လာဘသည်လက်ရခြင်းသည်နော်အနိစ္စမမြဲတဲ့သဘောရှိတယ်ဒုက္ခဆင်းရဲခြင်းရဲ့အကြောင်းတရားသာဖြစ်တယ်ဝိပရိနာမဓမ္မောတမျိုးတမီပြောင်းလဲသွားအောင်မဲ့သဘောသာဖြစ်တယ်လို့အဲ့ဒီအချက်၃ချက်ကိုသူမစဉ်းစားမိဘူးတဲ့ဟောလက်ရပြီဆိုတော့အနိစ္စဒုက္ခဝိပရိနာမဓမ္မဒီတရား၃လုံးကတော့ထပ်ကြီးတလဲလဲပြောနေမှာပြီးရင်နားထဲကိုရှင်းသွားမယ်နော်အနိစ္စဒုက္ခဝိပရိနာမဓမ္မအနိစ္စဆိုတာမမြဲတဲ့သဘောဒုက္ခဆိုတာဆင်းရဲခြင်းရဲ့အကြောင်းဆင်းရဲတဲ့သဘောဝိပရိနာမဓမ္မဆိုတာတမျိုးတမီပြောင်းလဲသွားအောင်မဲ့သဘောဟုတ်လားအဲ့ဒါလို့ယာခြင်းရဲ့အနိစ္စဒုက္ခဝိပရိနာမဖြစ်တယ်ဆိုတာကို तू အမှန်တိုင်းမသိဘူးတဲ့ဟုတ်လားမယာခြင်းနဲ့ကျုံးလာရင်လည်းပဲဒီမယာခြင်းဟာလည်းအနိစ္စဒုက္ခဝိပရိနာမဓမ္မပဲဖြစ်တယ်တကယ်ကတော့သို့တော် तू ဟာဒီမယာခြင်းရဲ့မမြဲတဲ့သဘောဆင်းရဲခြင်းအကြောင်းတရားဖြစ်တဲ့သဘောတမျိုးတမီပြောင်းလဲသွားအောင်မဲ့သဘောကို तू အမှန်တိုင်းမစင်သားမိဘူးတဲ့အဲ့ဒါလိုပဲအချွေရန်ရှိခြင်းအချွေရန်မရှိခြင်းနော်ကြီးမွန်ခြင်းကဲ့ရဲ့ခြင်းချမ်းသာခြင်းဆင်းရဲခြင်းနော်လောကဓာတ်တရား၈ပါးလုံးနဲ့ तू တွေ့တယ်တွေ့တိုင်းပဲအဲ့ဒီလောကဓာတ်တရားတို့ရဲ့အနိစ္စအချက်ဒုက္ခအချက်ဝိပရိနာမအချက်ကို तू အမှန်အတိုင်းမစင်သားမိဘူးတဲ့အဲ့ဒါလို့မစင်သားမိတော့ဘာဖြစ်တုံးတဲ့မစင်သားမိတော့လက်ရပြီဆိုရင်လေရခြင်းကသူ့ကိုအကြီးအကျယ်လွှမ်းမိုးသွားတယ်တဲ့မြတ်စွာဘုရားသုံးနှုန်းထားပုံလေးနော်ရခြင်းကသူ့ကိုဘာဖြစ်သွားတယ်အကြီးအကျယ်လွှမ်းမိုးသွားတယ်ဟုတ်တာပေါ့ရရင်လေအဲ့ဒီရတာတွေပဲစိတ်ဝင်စားပြီးတော့ရတဲ့ကိစ္စကိုပဲတွေးပြီးတော့တခြားဘာမှစိတ်ထဲမှာနေရာမပေးတော့မဲနဲ့ဒီရတာကြီးကသူ့ကိုပဲလွှမ်းမိုးချေလေပြီးတော့ရတာနဲ့ပဲအချိန်ကုန်သွားရောသိလားအဲ့ဒါရတာကသူ့ကိုလွှမ်းမိုးထားတာမရပြီဆိုတော့ဟောတဲ့မရတော့လေအဲ့ဒီမရတာကြီးကသူ့ကိုလွှမ်းမိုးထားတယ်တဲ့ရှင်မဖြစ်ရလေချင်းငါဘယ်နာကမှလွဲနေလဲမသိဘူးအဲ့တော့ဒီမရတဲ့ကိစ္စကြီးရအောင်လုပ်ဦးမှဖြစ်မယ်ဟောမရတဲ့ကိစ္စကပဲခေါင်းထဲမှာတဝဲလေလေဖြစ်ပြီးတော့မြင့်မြတ်သောအထက်တန်းကျသောအတွေးတွေအကျင့်တွေသူ့မှာနေရမပေးနိုင်ဟုတ်လားမရခြင်းကသူ့ကိုဘာဖြစ်သွားတော့လွှမ်းမိုးတယ်လွှမ်းမိုးဖြီးစည်းနှိပ်စက်နေတာဟုတ်လားစဉ်းစားနော်ရခြင်းကလည်းသူ့ကိုလွှမ်းမိုးတယ်မရတော့လည်းမရခြင်းကလွှမ်းမိုးတယ်ဟုတ်လားခုနတုန်းကလို့အမှန်မသိလို့လွှမ်းမိုးသွားတာနော်အဲ့ဒါလိုပဲအချမ်းရံရှိရင်လည်းအချမ်းရံရှိခြင်းကငါပဲအချမ်းရည်တွေနဲ့နေရတာကောင်းလိုက်တာဆိုတာလေးနဲ့သူဟာရင်မှုပြီးတော့အဲ့ဒီကိစ္စကပဲသူ့ကိုလွှမ်းမိုးပြီးတော့နေတာမရှိတော့လေဟောအထီးကျန်ခံစားချက်နဲ့ဒီကနေ့ခေတ်ပို့ပြီးတော့များတာပေါ့ဗျာနော်စိတ်ကြယောဂါတွေဘာတွေတောင်ရနိုင်တယ်အချွေရံပြည့်ရံဟုတ်ရဲ့လားအဲ့ဒီအချွေရံမရှိခြင်းကလည်းသူ့ကိုဘာဖြစ်တော့လွှမ်းမိုးတယ်ဖြည့်ဆည်းတယ်နှိပ်စက်တယ်အဲ့ဒါလိုပဲချီးမွမ်းပြီဆိုတော့လည်းပဲဒီချီးမွမ်းတာကပဲနားထဲမှာတဝဲလေလေနဲ့ဟုတ်လားဒီကိစ္စကအလွန်ဆိုးတာနော်ဦးဇင်းကချီးမွမ်းတာကကဲ့ရတာတဲ့တောင်ပိုဆိုးတယ်လို့ထင်တယ်ကဲ့ရတာကိုကတက်နိုင်တဲ့နီးနဲ့အမျိုးမျိုးသောနီးတွေနဲ့တွေးပြီးတော့ဖြည့်ဖြောက်လိုက်ရင်ရသေးတယ်ဟောဒီချီးမွမ်းတာကြီးကတော်တော်ခက်တဲ့ကိစ္စဒါကြီးကခေါင်းထဲကိုထထရောက်နေတယ်နော်ဟုတ်ရဲ့လားဒါကြောင့်ချီးမွမ်းခြင်းကဲ့ရခြင်းကလည်းသူ့ကိုဘာဖြစ်တော့လွှမ်းမိုးနေပြန်တယ်ပြီးတော့ဘာလို့ချမ်းသာခြင်းဆင်းရဲခြင်းအဲ့ဒါကလည်းသူ့ကိုလွှမ်းမိုးတာပဲဘာလို့လွှမ်းမိုးတာတော့ဆိုတော့ယခုနက၃ချက်ကိုအမှန်တိုင်းမမြင်လို့သဘောပေါက်တယ်နော်အဲ့ဒီ၃ချက်ကတော့ထပ်ပြောရမှာပဲအနိစ္စဒုက္ခဝိပရိနာမဓမ္မနော်ရခြင်းမရခြင်းသူကကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်အဲ့ဒီ၃ချက်မှကြတော့တူညီနေတယ်အဲ့ဒီအချက်ဟာအလွန်စိတ်ဝင်စားတဲ့အကောင်းတဲ့အချက်နော်တခါကြီးဒီမိုင်းများဟိုဦးစင်းကတော့ဦးစင်းစဉ်းစားမိတာလေးတွေကိုပဲပြောခြင်းသိလားအဲ့ဒီအချက်၃ချက်မြတ်စွာဘုရားတန်းတူဟောထားတာကိုဦးစင်းကအလွန်စဉ်းစားတယ်ဒကာဓမ္မတို့ဦးစင်းတို့တွေဟာရခြင်းနဲ့မရခြင်းကိုတူတယ်လို့မထင်ဘူးရခြင်းနဲ့မရခြင်းဟာအလွန်ကိုကွာခြားတယ်လို့ထင်တယ်အဲ့ဒါလိုပဲအချမ်းရံရှိခြင်းမရှိခြင်းကိုလည်းအလွန်ကွာခြားတယ်လို့ထင်တယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုရင်လည်းဟာချီးမွမ်းခြင်းကကောင်းတာပေါ့ကဲ့ရဲ့ခြင်းကတော့တစိုးတစည်းမှမကောင်းဘူးချမ်းသာခြင်းဆင်းရဲခြင်းလည်းပဲအဲ့ဒါလိုပဲနော်ချမ်းသာခြင်းဟာကောင်းသလောက်ဆင်းရဲခြင်းဟာမကောင်းဘူးဟောခင်ဗျားတို့ကျွတ်တို့ရဲ့ဉာဏ်ကမတူတာလေးလောက်ပဲမြင်တတ်တာမတူတာလေးလောက်ပဲမြင်တတ်တာ
အဲ့ဒီမတူတာကိုကြတော့ပုံကိုအကြီးကြီးချက်ပြီးတော့တောင်းမြင်တယ်ဗျာမြတ်စွာဘုရားကတော့တူတာကိုပဲရွေးပြီးတော့ပြောတယ်။ကဲမင်းတို့ရတာလည်းပဲအနိစ္စဒုက္ခဝိရိနာမဓမ္မမရတာလည်းအနိစ္စဒုက္ခဝိရိနာမဓမ္မဘာမှပြောင်းလဲမှုကိုပြောင်းပြီးတော့ဟောထားတာမတွေ့ရဘူး။အဲ့ဒါလိုပဲအချမ်းရံရှိခြင်းလည်းအနိစ္စဒုက္ခဝိရိနာမဓမ္မအချမ်းရံမရှိခြင်းလည်းအနိစ္စဒုက္ခဝိရိနာမဓမ္မအဲ့ဒါဘိသက်တို့ဦးဇင်းတို့စကားတွေကိုပြောရင်အသေးစိတ်ပြောနေထပ်နေတော့မယ်နော်။ကောင်းတာလေအနိစ္စဒုက္ခဝိရိနာမဓမ္မမကောင်းတာလေအနိစ္စဒုက္ခဝိရိနာမဓမ္မအဲ့ဒါလို့အတူဟောထားတာကိုတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်တွေကဟုတ်တယ်လို့သဘောကျနိုင်တဲ့အချိန်မှာအဲ့ဒါဉာဏ်ပညာနည်းနည်းအဆင့်မြင့်လာမြတ်စွာဘုရားမဟုတ်ဘဲနဲ့မဟောပါဘူးနော်ခက်တာကမကောင်းတဲ့တရားတွေကိုသာအနိစ္စဒုက္ခအနတ္တလုံးအနိစ္စဒုက္ခဝိရိနာမလုံးခြင်းကောင်းတဲ့တရားတွေကြတော့အနိစ္စဒုက္ခဝိရိနာမဓမ္မမလုံးခြင်းသိလားခက်တာကအထူးသဖြင့်ကောင်းတဲ့တရားတွေကိုဒုက္ခလို့ဟောထားတယ်အဲ့ဒါဘာတော့နားလည်မှလဲတရားဓမ္မတို့ကောင်းတာနော်ဟုတ်ဆိုကြပါစို့လက်မရဘူးဟုတ်လားအချွေရမရှိဘူးနော်ကဲ့ရဲ့ခြင်းဖြစ်တယ်ဒုက္ခဖြစ်တယ်ဒါဒုက္ခဆိုတာနားလေတယ်ကဲလက်ရတဲ့ကိစ္စကြီးကဘလို့ဒုက္ခဖြစ်တာတော့စဉ်းစားရမရှိဘူးလားအချင်းချင်းတွေရှိတာကဘလို့ဒုက္ခဖြစ်တာတော့ဖြစ်တာမှအများကြီးဖြစ်တယ်လက်တွေရလို့ရလို့မှုကိုဒုက္ခရောက်တာတွေအများကြီးရှိတယ်မြင်အောင်ကြည့်နော်ခက်တာကတရားဓမ္မတို့ဦးဇင်းတို့ကဦးဇင်းကဘာသွားအမှတ်ရတော့ဆိုတော့ဘုန်းကြီးတစ်ပါးကဆွမ်းကိုဟင်းကောင်းတွေနဲ့စားပြီးတော့သွားကြထိုးပြီးတော့ညီးတယ်တဲ့ဒုက္ခဒုက္ခလို့ညီးတယ်တဲ့ညီးတော့ကပ္ပိယကြီးကဒီဒုက္ခမျိုးတော့သာအေးတို့လည်းခံစားခြင်းတန်းလှလို့ပြောတယ်တဲ့ဟုတ်လားခက်တာကအဲ့ဒီကပ္ပိယကြီးစိတ်ဓာတ်မျိုးဝင်နေတာတရားဓမ္မတို့ဦးဇင်းတို့တွေကဟုတ်လားဒီဒုက္ခမျိုးကိုလည်းရခြင်းဟုတ်ရဲ့လားအဲ့တော့ဘေးသက်ပေါင်းသူတော်ကောင်းတို့တကယ်တမ်းကကောင်းသောလောကဓာတ်ပဲဖြစ်ဖြစ်မကောင်းသောလောကဓာတ်ပဲဖြစ်ဖြစ်ဒီသုံးလုံးနဲ့မြတ်စွာဘုရားကတန်းတူထားပြီးတော့ပြောမထားဘူးလားပြောထားတယ်အဲ့ဒီအချက်၃ချက်ကိုဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာမမြင်ပါဘူးတဲ့မမြင်တဲ့အခါကျတော့ तू မစဉ်းစားနိုင်ဘူးမစဉ်းကျင်နိုင်ဘူးမစဉ်းစားမစဉ်းကျင်နိုင်တော့ဘာဖြစ်တော့ကောင်းခြင်းမကောင်းခြင်းနှစ်မျိုးစုံကသူ့ရဲ့စိတ်ကိုအကြီးအကျယ်လွှမ်းမိုးသွားတယ်လွှမ်းမိုးသွားတော့ဘာဖြစ်တော့လွှမ်းမိုးသွားတော့ကောင်းတဲ့တရားတွေရဲ့အပေါ်မှာသူဟာအလွန်အမင်းလိုက်လျောပြီးတော့နှစ်သက်နေတယ်တဲ့မကောင်းတဲ့လောကဓာတ်နေနဲ့တွေ့တော့အလွန်အမင်းစိတ်ပြက်ပြီးတော့ဝမ်းနေနေတယ်တဲ့ဟောအဲ့ဒီတော့ဒါကဟောဟာတာတစ်မျိုးနဲ့ပြောတာကိုဗျတကယ်တမ်းကတော့ကောင်းတာနဲ့တွေ့တော့လောဘဖြစ်သွားတယ်မကောင်းတာနဲ့တွေ့တော့ဒေါသဖြစ်သွားတယ်အဲ့ဒါလို့လောဘဒေါသဖြစ်ပြီလေဆိုရောဘာဆက်ဟောတော့နပရိမုစ္စတိဒုက္ခသမန္တိဝရာမိတဲ့အဲ့ဒီပုဂ္ဂိုလ်ဆင်းရဲဒုက္ခကမလွတ်ဘူးတဲ့အသေးစိတ်ဇာတိယဇရာယမရဏိနာတောကေဟိပရိဒေဝဟိဒုက္ခေဟိဒေါမနတိဟိပရိတဏိနေခြင်းကလည်းမလွတ်ဘူး။အိုခြင်းနာခြင်းသေခြင်းကလည်းမလွတ်ဘူး။အမျိုးမျိုးသောဆင်းရဲဒုက္ခငိုကြွေးခြင်းစိုးရိမ်ခြင်းအစရှိတဲ့ဒုက္ခတွေကလည်းအဲ့ဒီပုဂ္ဂိုလ်မလွတ်နိုင်ဘူးတဲ့မြတ်စွာဘုရားက။ဒါဉာဏ်မရှိသောပုဂ္ဂိုလ်တို့ရဲ့ကောင်းဆိုးနှစ်တန်လောကရန်တို့ရဲ့အပေါ်မှာတုံ့ပြန်ပုံနဲ့အကျိုးရလဒ်ကိုတစ်ဆက်တည်းမြတ်စွာဘုရားဟောသွားတာ။ဟုတ်လား။ဒီအချက်ကိုနားလည်လို့ရှိရင်ဉာဏ်ရှိသောပုဂ္ဂိုလ်ရဲ့ကောင်းဆိုးနှစ်တန်လောကရန်ရဲ့အပေါ်မှာတုံ့ပြန်ပုံတုံ့ပြန်နည်းဟာဆန့်ကျင်ဘက်အနေထားပဲဖြစ်မယ်နော်ဒါသဘောပေါက်သွားပြီဒီအချက်ကိုဦးဇင်းတို့ပေပေနေနေရှင်းလိုက်ရင်နောက်ချက်ကိုသိရှင်းစရာမလိုတော့နော်ဒါကြောင့်ဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့လောကရန်တရားရဲ့အပေါ်မှာတွေ့ကြုံလာတဲ့အခါမှာရင်ဆိုင်ပုံရင်ဆိုင်နည်းနဲ့ရရှိတဲ့အကျိုးရလဒ်နော်ရင်ဆိုင်တာကဘယ်လိုရင်ဆိုင်တာတော့အနိစ္စဒုက္ခဝိရိနာမဖြစ်တာကိုဖြစ်မှမသိနဲ့ရင်ဆိုင်လိုက်တယ်ရင်ဆိုင်လိုက်တော့သူ့ကိုလွှမ်းမိုးသွားတယ်လွှမ်းမိုးသွားတော့ဘာဖြစ်တော့ကောင်းတာနဲ့တွေ့တော့လောဘဖြစ်တယ်မကောင်းတာနဲ့တွေ့တော့ဒေါသဖြစ်တယ်အဲ့ဒါလိုနည်းနဲ့ရင်ဆိုင်လိုက်တော့ရရှိလာတဲ့အကျိုးရလဒ်ကဆင်းရဲဒုက္ခကမလွတ်ခြင်းဆိုတဲ့အကျိုးရလဒ်ကိုရတယ်တဲ့ဒါကလေးလေးနက်နက်ပြောမယ်ဆိုရင်အလွန်လေးလေးနက်နက်ပြောလို့ရတယ်နော်တကယ်ကြီးမှကြီးများဒါကြောင့်ဉာဏ်မရှိသောပုဂ္ဂိုလ်တို့ရဲ့လောကဓာတ်ပေါ်မှာရှင်ဆိုင်နေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူးတဲ့နောက်တုတ္တဝါအရိယာတဝကောမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေရဲ့အပေါ်လောကဓာတ်တရားနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာတော်တွေရဲ့အပေါ်မှာအများကြီးအကြမ်းမြင်ဘ ഹു တုတ္တရှိတဲ့အရိယာတဝကတို့ကြတော့အဲ့လိုမဟုတ်ဘူးတဲ့ကောင်းဆုံးတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာရင်သူဟာကောင်းကောင်းမှန်မှန်စဉ်းစားဆင်ခြင်နေတဲ့ဘလို့စဉ်းစားတော့ဆိုတော့ရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်เนาะအချွေရန်ရှိတာပဲဖြစ်ဖြစ်မရှိတာပဲဖြစ်ဖြစ်เนาะချီးမွမ်းတာပဲဖြစ်ဖြစ်ကဲရတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဘယ်လိုအနေအထားမျိုးမဆိုတကယ်တမ်းကတော့အလုံးဒီ
မမြဲတဲ့အနိစ္စသဘောသာဖြစ်တယ်မမှန်ဘူးလားမှန်ပါတယ်ဗျနော်မကောင်းတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်နော်တပြေးညီတယ်ပြီးကြရတာပါဟုတ်တယ်မို့လားတပြေးညီတယ်ပြီးကြရတာနော်ပြီးတော့ဗာလေဒုက္ခဆင်းရဲခြင်းရဲ့အကြောင်းတရားပါတကယ်တမ်းကနော်ဦးဇင်းတို့အပေါ်ယံဆင်းရဲတာကိုဒါကရည်ရွယ်ပြောတာမဟုတ်နော်တကယ်ဆင်းရဲတာကိုသူကရည်ရွယ်ပြီးတော့ပြောတာတဲ့ပြောရရင်တော့ပျက်စီးသွားနေလို့ကောင်းတာလည်းမကောင်းဘူးမကောင်းတာလည်းမကောင်းဘူးလို့ပြောတာလက်ရခြင်းကလည်းပျက်စီးတယ်လက်မရခြင်းကလည်းပျက်စီးတယ်ဒါကြောင့်သူတို့နှစ်ခုပျက်စီးတာချင်းတူတယ်ဒါကြောင့်မကောင်းတာချင်းတူတယ်လို့ပြောတာသဘောပေါက်ရဲ့လားဦးဇင်းပြောတာနော်ဒါကြောင့်အနိစ္စအချက်ဟာအလွန်အခရာကျတဲ့တရားသိမြင်ရေးမှာအလွန်အရေးကြီးတဲ့အချက်မမြဲတာကိုသိရင်ဉာဏ်နဲ့လေးနဲ့တာတွေအလုံးကိုသိဖို့အရန်တဲ့အနေထားမှာရှိတယ်နော်ဒါကြောင့်အနိစ္စကိုမြင်ရင်ဒုက္ခလို့ပြောတာကိုကောင်းကောင်းသဘောပေါက်နိုင်တယ်ပြီးတော့ဝိပဿနာမဓမ္မကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တမျိုးတမီကြောင်းလဲသွားတဲ့အရာကြီးပဲဟုတ်ရဲ့လားအကုန်လုံးဟာတသမတ်သေးရက်တည်နေတယ်ဆိုတာဘယ်အရာမှမရှိပါဘူးအကုန်လုံးဟာရွေ့လျားနေတာကြီးပဲဟုတ်တယ်မို့လားအေးအဲ့ဒါလို့အသိဉာဏ်ရှိတဲ့ဘုဒ္ဓနဲ့ပြည့်စုံတဲ့အရိယာသာဝကမြတ်စွာဘုရားရဲ့တပည့်ကြတော့အဲ့ဒါလို့မျိုးကောင်းဆုံးတဲ့လောကရန်တရားတွေနဲ့တွေ့လာတဲ့အခါမှာမှန်မှန်ကန်ကန်ဆင်ញင်နိုင်တယ်ဟုတ်ရဲ့လားအနိစ္စဒုက္ခဝိရိနာမဓမ္မောတိယထာဘုဒ္ဓံပဇာနာတိအဲ့ဒါလို့မှန်မှန်ကန်ကန်သိတော့ဘာဖြစ်တော့မှန်မှန်ကန်ကန်သိတော့ကောင်းဆုံးနှစ်တန်လောကရန်တရားတွေကသူ့ရဲ့စိတ်ကိုမလွှမ်းမိုးနိုင်ဘူးတဲ့သူကရခြင်းနဲ့လည်းပဲရှင်မှုပြီးတော့အချိန်ကုန်မခံဘူးမရခြင်းကလည်းသူ့ကိုအကြီးအကျယ်လွှမ်းမိုးနေတာမျိုးမရှိဘူးသူလုံးရမယ့်အလုပ်ကိုဘဝကိုရတော့ရခိုက်မှာကောင်းကောင်းမွန်မွန်သူလုံနိုင်တယ်ကောင်းလို့လည်းပဲဒီကောင်းတာထဲမှာသူနစ်မသွားဘူးမကောင်းလို့လည်းပဲမကောင်းတာထဲမှာသူနစ်မသွားဘူးတဲ့ပြောရင်ကောင်းခြင်းမကောင်းခြင်းကသူ့ကိုလွှမ်းမိုးမထားနိုင်ဘူးအဲ့ဒီတော့ဘာဖြစ်တော့ကောင်းလို့လည်းပဲသူ့မှာလောဘမဖြစ်ဘူးမကောင်းလို့လည်းသူ့မှာဒေါသမဖြစ်ဘူးဟောအဲ့ဒီလိုဖြစ်တယ်နော်အဲ့ဒီလိုဆိုရင်ဘာဆက်ဖြစ်မလို့ပရိမုစ္စတိဒုက္ခသမာဓိဝရမိအဲ့ဒီပုဂ္ဂိုလ်ဒုက္ခကလွတ်မယ်တဲ့မြတ်စွာဘုရားကလောဘဒေါသမဖြစ်ဘူးဆိုရင်ကိလေသာဆက်ကျိုးပြတ်တယ်လို့ဆိုတာပေါ့ဗျာကိလေသာဆက်ကျိုးပြတ်တယ်ဆိုရင်ကမ္မဆက်ကျိုးပြတ်သွားတာပဲကမ္မဆက်ကျိုးပြတ်တယ်ဆိုရင်ဝိပါကဆက်ဆက်ပြီးတော့လဲစရာအကြောင်းမရှိဘူးနော်ဘဝတန်တရားကိုစက်ကြီးတစ်လုံးနဲ့မြတ်စွာဘုရားဥမာပေးဟောတာမရှိဘူးလားရှိတယ်နော်ဟိုဆက်သုံးလုံးကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ရဲ့မျက်စိထဲမှာပင်နီယံဘိန်းကလေး၃ခုဆက်ထားတာလေးမြင်ကြည့်ပါဒီပင်နီယံလဲရင်အဲ့ဒီပင်နီယံနဲ့ဆက်နေတဲ့နောက်ထပ်ခွေးသွားစိတ်ဘိန်းလေးတစ်ဘိန်းကဆက်ပြီးတော့လဲမှာပဲဘုန်းဆိုသူကဆက်နေတာ哦အဲ့ဒီဘိန်းလဲရင်ဒီဘိန်းကဆက်ပြီးတော့လဲလိုက်မယ်အဲ့တော့ဦးဇင်းတို့အဓိကအကြဆုံးကဘာလို့ဆိုအဲ့ဒီကိလေသာဆက်ပေါ့နော်လောဘဒေါသဖြစ်ခြင်းဟာကိလေသာဆက်လဲတယ်လို့ဆိုရတယ်အဲ့ဒီကိလေသာဆက်လဲရင်အဲ့ဒီကိလေသာနဲ့တန်တဲ့လုံးမယ်ပြောမယ်တွေးမယ်ဆိုတဲ့ကံအမှုဆိုတဲ့ကာမဆက်ကြီးဟာလဲသွားတယ်တဲ့ပြောရရင်ကံဆိုတာကိလေသာခိုင်းလို့လုံးရတဲ့အနေအထားဘုရားဓမ္မတို့ဦးဇင်းတို့လှုပ်ရှားနေတယ်များပြောဆိုနေတယ်များတွေးကြံနေတယ်များကိလေသာရဲ့လက်အောက်ခံကြီးပဲကိလေသာကခိုင်းလို့အဲ့ဒီကံဆက်ဟာဆက်ပြီးတော့လဲတာအဲ့ဒီကံဆက်လဲတယ်ဆိုလို့ရှိရင်ဝိပါကအကျိုးဆိုတဲ့ဆက်ဟာဆက်ပြီးတော့လဲမယ်အဲ့ဒီအကျိုးဆက်လဲတဲ့အချိန်မှာအဲ့ဒီအကျိုးဝိပါကဆက်နဲ့ဝိပါကဆက်နဲ့ကိလေသာဆက်ကိုမဆက်ဆက်အောင်လုပ်ဖို့ဒီဒကာဓမ္မတို့ဦးဇင်းတို့အရေးကြီးဆုံးတာပဲအဲ့ဒါတကယ်လို့သာဒကာဓမ္မတို့ဦးဇင်းတို့တွေကတတိမေးလျော့ပြီးတော့အမှန်ကန်မသိပဲနေမယ်ဆိုရင်အဲ့ဒီဝိပါကဆက်ကနေကိလေသာဆက်ကိုဆက်ပြီးတော့ကူးပြီးတော့လဲသွားလိမ့်မယ်အခုလောကရန်တရားတွေတွေ့တယ်ဆိုတာဘာတုံးဆိုတော့ဝိပါကဆက်ကြီးလဲတာအဲ့ဒီဝိပါကဆက်ကြီးကအကြောင်းမဲ့လဲတာမဟုတ်သူ့ရဲ့နောက်ကကောင်းဆုံးနှစ်တန်ကံနေပြုတ်ခဲ့လို့အဲ့ဒီဝိပါကဆက်ကြီးဆိုတဲ့လောကရန်တရားတွေဟာတွေ့ရလဲပတ်ဟုတ်လားအဲ့ဒီကိလေသာဆက်အဲ့ဒီကမ္မဆက်ကြီးလဲတာကလည်းစောတော့ကပါလေကိလေသာတွေနှိုးဆော်လို့အဲ့ဒီကံကလဲရတာအဲ့တော့ငါကိလေသာနှိုးဆော်လို့ငါအလုံမားပြောမားတွေလှုပ်လို့ငါအခုအတွေ့မားအကြုံမားတွေတွေ့နေတာဟောအဲ့ဒါကိုကိုကတကယ်လို့ဒေါသဖြစ်မယ်ဆိုရင်ဟောဝိပါကဆက်ကနေကိလေသာဆက်ကိုကူးသွားရောဟုတ်လားတကယ်လို့ကိုကကောင်းတာလုပ်ခဲ့လို့အခုကောင်းတာနဲ့တွေ့တယ်အဲ့ဒါကိုကိုကအမှန်တိုင်းမသိဘဲနဲ့ရင်မှုရင်လည်းပဲလောဘတိဟုသောကိလေသာဆက်ကြီးလဲပြန်ရောကိလေသာဆက်ရင်ကံဆက်လဲမယ်ကံဆက်လဲရင်ဝိပါကဆက်လဲမယ်ဟောအဲ့ဒီဆက်သုံးခုဆက်ဆက်အမြဲတမ်းဆက်ဆက်နေခြင်းကိုဒါတန်တရားလဲခြင်းလို့ခေါ်တယ်အဲ့ဒီဆင်းရဲတဲ့တန်တရားကိုလွတ်မြောက်ခြင်းလေဆိုရင်ဘယ်ဆက်နှစ်ဆက်ကြားကဖြတ်ရမှာလဲဆိုရင်ဝိပါကကနေကိလေသာကိုမကူးအောင်လုပ်ရပါခုဝိပဿနာတရားကြိုးစားအထုတ်တယ်ဆိုတာအဲ့ဒါလုပ်တာပဲ
အဲ့ဒါအတွက်အတုမဲ့နည်းကတော့တတိပဲဟုတ်ရလားအဲ့ဒါတတိပဲနော်ဒါကြောင့်အမှန်တိုင်းသိအောင်ဘာလို့ဖို့လို့တော့အာယုံဆိုင်ဖို့လိုတယ်ဂယုဆိုင်ဖို့လိုတယ်ဝရိယထားပြီးတော့ကြိုးစားဖို့လိုတယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒါကလေးလေးနက်နက်ပြောကြည့်တာပါဦးဇင်းကဟုတ်ရလားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အသိဉာဏ်ရှိတဲ့မြတ်စွာဘုရားရဲ့တပည့်တာဝကကြတော့လောကရန်တရားအကောင်းအဆိုးအမျိုးမျိုးနဲ့တွေ့လာတဲ့အခါမှာနော်အနိစ္စဒုက္ခဝိပရိနာမဓမ္မဖြစ်တယ်ဆိုတာကိုသူသိတယ်သိတဲ့အတွက်ကြောင့်လောကရန်တရားကသူ့ကိုမလွန်မိုးဘူးမလွန်မိုးတော့ဘာဖြစ်တော့ကောင်းတာနဲ့တွေ့ရင်လည်းလောဘကင်းတယ်မကောင်းတာနဲ့တွေ့ရင်လည်းဒေါသကင်းတယ်ဒါကြောင့်သူသည်ဒုက္ခဆက်ကြီးဆက်ပြီးတော့မလဲတော့ဘူးပရိမုစ္စတိဒုက္ခသမန္တိဝရမိတဲ့မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်ဒုက္ခကလွတ်မယ်တဲ့ဟုတ်ရဲ့လားဒါဥရှင်တို့ဒုတိယလောကဓမ္မသုတ်တန်ရဲ့အနှစ်ချုပ်အဲ့တော့ဒကာဓမ္မတို့ဥရှင်တို့ဒီတဲကနေကိုကအနှစ်ကလေးထုတ်ပြီးတော့ကောက်ချက်ဆွဲတတ်ဖို့ရာကမြတ်စွာဘုရားကကောင်းတာနဲ့မကောင်းတာရဲ့တူချင်းသဘောတရားတွေကိုဟောသွားတာနားလည်ဖို့လိုတယ်နော်ဒကာဓမ္မတို့ဥရှင်တို့တွေကကောင်းတဲ့လောကဓာတ်နဲ့မကောင်းတဲ့လောကဓာတ်ရဲ့မတူတာတွေမှာတောင်းတင်းနေတာဟုတ်လားဘာဖြစ်နေတော့မတူတဲ့တရားတွေမှာတောင်းတင်းနေတာနော်မတူတာကြီးရွေးပြီးတော့မြင်တာတကယ်တမ်းကတော့မတူတဲ့တရားတွေရဲ့တူခြင်းဆိုတာလေးလေးနက်နက်ရှိနေတယ်ဗျဟုတ်လားဆိုကြပါစို့ဦးဇင်းတို့အခုလူသားတွေတယောက်နဲ့တယောက်မတူကြဘူးပေါ့ဗျာလူရည်တန်း6000ကျော်ရှိတယ်အမျိုးပေါင်းတန်း6000ကျော်တောင်ရှိနေမယ်နော်ဒါကယောက်ျားဒါကမိန်းမဒါကလှတယ်ဒါကအိုတယ်ဒါကလူကြီးဒါကလူငယ်ဒါကပညာတတ်တယ်ဒါကပညာမတတ်ဘူးအစရှိသဖြင့်အမျိုးမျိုးစားစားကွက်ပြားပြီးတော့မနေဘူးလားလူသားတွေရဲ့မတူခြင်းပေါ့အဲ့ဒီမတူကြတဲ့လူသားတွေမှာအကြီးအကျယ်တူးနေတာကိုမရှိဘူးလားရှိတယ်ဘာတွေတူးနေတော့တရွေ့ရွေ့နဲ့တေခြင်းတရားစီကိုသွားနေကြတယ်ပြီးတော့မှဖြစ်တော့တေသွားကြလိမ့်မယ်မတူဘူးလားတူတယ်မတူတာကိုမြင်တာနဲ့တူတာကိုမြင်တာဘယ်ဟာပုံဉဏ်ကြီးမလဲဆိုတာမေးစရာလုံးမဲ့မထင်ဘူးနော်အေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တူတာတွေကိုတိတက်မြင်တတ်ဖို့လိုပါတယ်လောကရန်တရားကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အဲ့ဒီနှစ်ချက်မှာတူးနေတာရှိပါတယ်အနိစ္စဖြစ်တာတူတယ်ဒုက္ခဖြစ်တာတူတယ်ပြောင်းလဲဖောက်ပြန်နေတယ်ဆိုတဲ့ဝိပရိနာမဓမ္မဖြစ်တာတူပါတယ်တဲ့ဒါကြောင့်ဦးဇင်းတို့နှစ်အချက်လောကရန်တရားတွေနဲ့တွေ့လာရင်ဒါဘာလဲဆိုတဲ့ဒီအကျိုးရလဒ်ကိုပဲတဲ့တဲ့မှန်မှန်မြင်အောင်ကြည့်တာပေါ့နော်ကောင်းကောင်းဆိုးဆိုးဒီဥစ္စာဘာလဲမြင်အောင်ကြည့်စောတော့ကပြောလိုက်တာကဘာလဲအကြောင်းတရားကိုမြင်အောင်ကြည့်ငါလှုပ်ခဲ့လို့ငါတွေ့တာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလကားဘာမှမရဘူးနော်အဲ့ဒီအချက်ကိုမြင်ရင်လည်းပဲအထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့ရင်တတ္တတွေကအကြောင်းမရှိဘူးလားရှိတာပေါ့ဗျဟုတ်ရဲ့လားဒီအကျိုးတရားကို၌ကဘာလဲလို့တဲ့မြင်ရင်တော့သူကပို့ပြီးတော့မကောင်းဘူးလားကောင်းတယ်ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်ဆိုးတဲ့လောကဓာတ်ပဲဖြစ်ဖြစ်အနိစ္စဖြစ်တယ်ဆိုတဲ့အချက်ကိုဦးစားပေးပြီးတော့နားလည်ဖို့လိုပါတယ်အဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ဏိဂုံးချုပ်ဘာပြောခြင်းလဲဆိုတော့လောကဓာတ်တရားဆိုတာနဲ့ပတ်သက်လာရင်တရားဓမ္မတို့ဦးဇင်းတို့တွေကအကြီးအကျယ်ပျက်စီးပြီဆိုတော့မှလောကဓာတ်လို့ထင်ကြတယ်အကြီးအကျယ်အောင်မြင်ပြီဆိုတော့မှသတိထားတော့လောကဓာတ်တွေတွေ့နေပြီလို့ပြောကြဟုတ်လားအကြီးအကျယ်ကိုပဲလောကဓာတ်တွေကိုထည့်ကြတာအမှန်ကလောကဓာတ်ဆိုတာအကြီးအကျယ်ကြီးတွေမှာလောကဓာတ်လို့ပြောတာမဟုတ်ပါဘူးနော်နေ့တူကအချိန်နဲ့အမျှတွေ့နေတာတွေအကုန်လုံးဟာလောကဓာတ်တွေပါအဲ့ဒါတွေကိုနားလည်ဖို့လိုတယ်လောကဓာတ်အသေးလေးတွေကိုစိတ်ဝင်စားဖို့လိုတယ်ဟုတ်လားမနဲ့မျက်စိနှလုံးပွင့်ကလေးကစပြီးတော့လောကဓာတ်ကစတွေ့တော့တာပဲနော်မမြင်ချင်တာမြင်ရပြီစိတ်တို့တွေကမြင်ရပြီဒါမကောင်းတဲ့လောကဓာတ်ပေါ့မကြားချင်တာကြားရပြီဒါမကောင်းတဲ့လောကဓာတ်ပေါ့ဟာကြားချင်တာကြားရတယ်မြင်ချင်တာမြင်ရတယ်ဆိုရင်ကောဒါကောင်းတဲ့လောကဓာတ်ပဲသူ့လည်းလောကဓာတ်ပဲသူ့လည်းလျှော့မတွက်နဲ့နော်အဲ့တော့ပြောချင်တာကထမင်းတလုံးအသက်တရှူအတွင်းမှာကိုပဲအကောင်းအဆိုးလောကဓာတ်တွေကအမျိုးမျိုးတွေ့ကြုံနေတာမရှိဘူးလားရှိတယ်အဲ့ဒီတိတိမမလေးတွေကိုဒါလောကဓာတ်လေးတွေလို့ဂယုစိုက်တတ်ဖို့လိုတယ်ဗျဟုတ်လားအသေးလေးတွေမှမကြည်ညက်ဘူးဆိုရင်အကြီးကြီးတွေနဲ့တွေ့တော့သေချာပေါက်ဒုက္ခရောက်တော့မှာပဲအဲ့ဒီအချက်ကိုဦးဇင်းတို့ပြောချင်ပါတယ်ဟုတ်လားတကယ်ကြီးမှန်များနော်အသေးလေးတွေကိုမကြော်လွှားနိုင်ဘူးအကြီးကြီးတွေသေချာပေါက်ကြာရှုံးမယ်ခုတက္ကရာမတို့ဦးဇင်းတို့တွေကဘယ်နေရာမှာများသောဖြင့်ခလုတ်တိုင်နေတာတော့အသေးလေးတွေကိုပဲအမြဲတမ်းခလုတ်တိုင်နေအကြီးကြီးတွေဆိုရင်တော့ပြောမနေနဲ့ဘယ်နှရောက်သွားမယ်နော်သိမှာမဟုတ်ဟုတ်ရဲ့လား
ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လောကဓာတ်ဆိုတာအကြီးကြီးတွေမှာလောကဓာတ်မဟုတ်ပါဘူးနေ့တူကတကယ်တမ်းနှိမ့်ဆက်တာကအသေးလေးတွေကနှိမ့်ဆက်တာဗျဘဝမှာတစုံတစ်ယောက်ပျက်စီးလို့အကြီးကြီးဒုက္ခရောက်ရတယ်ဆိုတာကအကျဉ်းအရေးအတွက်နည်းနည်းလေးပါဟုတ်ရဲ့လားတကယ်တမ်းအသေးလေးတွေနှိမ့်ဆက်လို့စိတ်ပြည့်ရတဲ့အချိန်ကပို့ပြီးတော့မများဘူးလားအေးအဲ့ဒါကပို့ပြီးတော့ဒုက္ခပေးတာတကယ်တမ်းကဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးလေးတွေကိုလည်းလောကဓာတ်လို့နားလည်ပြီးတော့သူတို့ကိုလည်းပဲဂရုစိုက်ပြီးတော့နောက်ကောင်းတဲ့အသေးလေးတွေပဲဖြစ်ဖြစ်မကောင်းတဲ့အသေးလေးတွေပဲဖြစ်ဖြစ်ယခုနကပြောတဲ့အချက်၃ချက်ထဲမှာပေါင်းပြီးတော့ထည့်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နော်ဘလို့အသေးလေးပဲဖြစ်ဖြစ်အစဉ်ပြေတာလေးပဲဖြစ်ဖြစ်အစဉ်မပြေတာလေးပဲဖြစ်ဖြစ်နေ့တူကအချိန်နဲ့မျှတွေ့နေရတဲ့ဒီအတွေ့အကြုံလေးတွေကိုဒါတွေဟာအနိစ္စဖြစ်တယ်ဒါတွေဟာဆင်းရဲဖြစ်တယ်ဒါတွေဟာတစ်မျိုးတစ်မျိုးပြောင်းလဲဖောက်ပြန်နေတဲ့အရာတွေမျှတာဖြစ်တယ်လို့ဒီအချက်၃ချက်နဲ့တရားဓမ္မတို့ဥရှင်တို့စဉ်းစားတတ်ဖို့ဆင်ញင်တတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါလို့မစဉ်းစားဘူးဆိုရင်အဲ့ဒီအသေးလေးတွေကတရားဓမ္မတို့ဥရှင်တို့ကိုအသေးလေးတွေဆိုပေမလို့အထင်မကြီးနဲ့အထင်မသေးနဲ့အဲ့ဒါဂုတ်တက်ခွစီပြီးတော့လွှမ်းမိုးအောင်မှာပဲခြေလေအောင်မှာပဲအဲ့ဒီအသေးလေးတွေလက်အောက်မှာအမြဲတမ်းနစ်မြုပ်နေတယ်ဗျာဦးဇင်းကတော့အဲ့လိုမြင်တာပဲနဲ့တခါကြီးတို့မှကြီးများနော်ဒါကြောင့်စဉ်းစားရမယ်နော်အကြီးကြီးတွေထဲမှာနစ်မြုပ်ပြီးတော့ဆုံးရှုံးသွားတာထက်အသေးလေးတွေထဲမှာအမြဲတမ်းနစ်မြုပ်ပြီးတော့ဆုံးရှုံးနေတာကမများဘူးလားများပါတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါလေးကဏိကုံးချုပ်ပေါ့နော်အကြီးကြီးလောကဓာတ်မှလောကဓာတ်လို့မအောင်မေးပါနဲ့ဟုတ်လားအသေးလေးတွေနဲ့အရင်လောကဓာတ်နဲ့တွေ့တဲ့အခါမှာကြည်ပြုံအောင်ကြည်လေအောင်ကြိုးစားပြီးတော့လေ့ကျင့်ဖို့မလိုဘူးလားလိုပါတယ်ဓမ္မသာအကြီးကြီးတွေနဲ့တွေ့လာတဲ့အခါမှာခန္ဓာရည်ပိုရှိမှာပေါ့ဟုတ်ရဲ့လားတနေ့တစ်ချိန်မှာအကြီးအကျယ်ပျက်စီးခြင်းဆိုတာကြီးနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာတွေ့ကြရကြုံကြရမှာပါအဲ့ဒါတကယ်လောကဓာတ်မှာဘယ်သူမှမရှောင်လွှဲနိုင်ပါဘူးအခုအချိန်မှာတရားဓမ္မတို့ဦးဇင်းတို့ပုံကြီးချက်ပြီးတော့ညီလုံးထုတ်နေတဲ့လောကဓာတ်ဟာအဲ့ဒီအချိန်မှာတွေ့ရမယ့်လောကဓာတ်နဲ့နှိုင်းဆိုင်ရင်ဘာမှမပြောပါတော့ပါဘူးအကြီးနဲ့မတွေ့သေးလို့အသေးကိုပုံကြီးချက်ပြီးတော့ပြောနေကြတာပါနော်တနည်းအားဖြင့်အကြီးကိုမမြင်လို့အသေးကရှေ့ကနေပြီးတော့ကိုယ့်ကိုအမြဲတမ်းနှိပ်စက်နေတဲ့အနေအထားလို့ပြောလို့မရဘူးလားရတယ်နော်ဒါကြောင့်တနေ့တစ်ချိန်မှာကိုယ်အမျက်နှိုးဆုံးလို့ဆိုရတဲ့ဒီခန္ဓာနဲ့ခွဲခွာရတော့မဲ့အခါမျိုးမှာဒါအလွန်ကြီးကျယ်တဲ့လောကဓာတ်ဒီလောကဓာတ်ကြီးငါတွေ့ရအောင်မယ်ဆိုတာနားလည်ပြီးတော့ဟုတ်ရလားဘယ်လိုအခြေအနေကောင်းမျိုးမဆိုဘယ်လိုအခြေအနေဆိုးမျိုးမဆိုအနိစ္စဒုက္ခဝိပရိနာမသာဖြစ်တယ်ဆိုတာကိုသိနိုင်မြင်နိုင်မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ကိုတွေ့ကြုံနေရတဲ့အခြေအနေဆိုးအခြေအနေကောင်းတွေဟာမလွှမ်းမိုးနိုင်ပါဘူးဟုတ်လားအဲ့ဒီပုဂ္ဂိုလ်ကိုတွေ့ကြုံနေရတဲ့အခြေအနေကောင်းအခြေအနေဆိုးတွေကလောဘဒေါသဖြစ်အောင်မလုပ်နိုင်ပါဘူးဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီပရိမုစ္စတိဒုက္ခသမာတိဟုတ်လားဆင်းရဲဒုက္ခတွေအလုံးကလွတ်မြောက်လိမ့်မယ်လို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းဆင်းရဲဒုက္ခတွေအလုံးကလွတ်မြောက်ခြင်းဆိုတဲ့ချမ်းသာကိုမရပြီဘူးလားရပါလိမ့်မယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့ဦးဇင်းတို့ဒုတိယလောကဓမ္မသုတ်တံကိုအခြေခံပြီးတော့လောကဓာတ်တရားတော်တဲ့ဟုတ်ရဲ့လားပြန်ပြီးတော့ဦးဇင်းတို့အနှစ်ချုပ်ကြည့်မယ်နော်လောကဓာတ်တရားဘယ်နှမျိုးရှိလဲ10မျိုးရှိတယ်ရခြင်းမရခြင်းအချွေရန်ရှိခြင်းမရှိခြင်းချီးမွမ်းခြင်းကဲ့ရဲ့ခြင်းချမ်းသာခြင်းဆင်းရဲခြင်းအဲ့ဒီလောကဓာတ်တရား10ပါးကလည်းတတ္တဝါတွေရဲ့နောက်ကိုလိုက်နေတယ်တတ္တဝါတွေကလည်းလောကဓာတ်တရား10ပါးနောက်ကိုလိုက်နေတယ်ဒါကြောင့်တတ္တဝါတွေနဲ့လောကဓာတ်တရားသည်အချိန်နဲ့အမြတ်အမြဲတမ်းထွေလုံးရစ်ပတ်ဖြစ်ပြီးတော့တွေ့ကြုံနေကြတယ်အဲ့ဒါလိုတွေ့ကြုံနေတဲ့အခါမှာများသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေဟာကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့ရင်ပျော်ကြတယ်မကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့ရင်စိတ်ပြက်ကြတယ်အဲ့ဒီနီးနဲ့သာရင်ဆိုင်မယ်ဆိုရင်တော့ဆင်းရဲဒုက္ခမလွတ်နိုင်ဘူးဏိဒာန်တော်ကပြောခဲ့တယ်နော်ဒီနီးနဲ့ရင်ဆိုင်တာဟာမကောင်းဘူးနောက်တော့ပြောမယ်ဆိုတာအဲ့ဒါပြောခဲ့ပြီနော်ဟုတ်ရဲ့လားအဲ့ဒါလို့တမယိုးကြနီးနဲ့ကောင်းရင်တော့ပြောမယ်မကောင်းရင်တော့စိတ်ပြက်မယ်ဆိုရင်တော့ဒီပုဂ္ဂိုလ်လောဘဒေါသဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်လောကဓာတ်တရားတွေကိုအဲ့ဒီနီးနဲ့ရင်ဆိုင်တာမကောင်းပါဘူးဟုတ်ရဲ့လားဘယ်နီးနဲ့ရင်ဆိုင်မလဲဦးဇင်းတို့အကြံဉာဏ်ဘယ်နှနည်းပြောတော့နှစ်နည်းပြောတယ်နော်နှစ်နည်းကတနည်းစီအသုံးချရမှာပေါ့နှစ်နည်းလုံးသုံးရမှာဟုတ်ရဲ့လားအေးဖြစ်ပေါ်နေတဲ့အကောင်းတွေအဆိုးတွေအမျိုးမျိုးတို့မှာအကြောင်းတရားတွေတေချာပေါက်ရှိတယ်ဟုတ်လားဒီအချက်ကိုနားလည်ဖို့လက်ခံဖို့လိုတယ်နော်အကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားရှိလို့ဖြစ်ပေါ်နေတဲ့အကောင်းအဆိုးအကျိုးရလဒ်
အမျိုးမျိုးတို့ဟာလည်းဘယ်လိုသဘောရှိလဲအနေစာဒုက္ခဝိပရိနာမသာဖြစ်တယ်ဟုတ်ရဲ့လားအဲ့ဒီလောကဓာတ်ကိုတဲ့တဲ့မြင်အောင်ကြည့်တဲ့နေ့ကတော့ပို့ပြီးတော့အခရာမကြဘူးလားကြားတယ်ဒါကြောင့်အကြောင်းတရားကိုလည်းနားလည်ရမယ်အကျိုးတရားကိုလည်းအမှန်တိုင်းသိပြီးတော့နားလည်ရမယ်စဉ်းစားရမယ်ဆင်ခြင်ရမယ်ဟုတ်ရဲ့လားအဲ့ဒီနီးနဲ့လောကဓာတ်တရားကိုရင်ဆိုင်နိုင်မယ်ဆိုရင်ဒါမြတ်စွာဘုရားညွှန်မှန်းထားတဲ့အတိုင်းအကောင်းဆုံးအကျိုးရလဒ်ကိုမရပြီဘူးလားရလိမ့်မယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဒီလောကဓာတ်တရားတွေကတော့ရှောင်လို့တိမ့်လို့မလွတ်နိုင်ပါဘူးအချိန်နဲ့အမျှတွေ့နေရမှာပါအကြီးကြီးတွေကိုမှလောကဓာတ်လို့မထင်ပါနဲ့အသေးလေးတွေလည်းလောကဓာတ်မှာအဲ့ဒါလို့လောကဓာတ်တရားနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်ပြီးတော့အကြောင်းတရားတွေရှိတယ်တွေ့ကြုံနေရတဲ့ဒီအကျိုးရလဒ်တည်ပင်လျင်အနိစ္စဒုက္ခဝိရိနာမဖြစ်တယ်ဆိုတာကိုဒီအချက်နှစ်ချက်ကိုစွဲအောင်မှတ်ပြီးတော့နော်လောကဓာတ်တရားကိုအကောင်းဆုံးရင်ဆိုင်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်တွေ့ကြုံလာတဲ့လောကဓာတ်တရားအမျိုးမျိုးတို့ကိုအကောင်းဆုံးရင်ဆိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်ဗျာဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘွန်တုတေဒေတုမကံတေတရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓနုဘာဝေနကင်းကံဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောဒါဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကိုးတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မနုဘာဝေနမလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကိုးတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနမကထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှဖျားချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း